8 နာရီထိုးဘလို့10 မိနစ်ရှိပါပြီမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုတနာရီပူပူလောက်အချိန်ယူပြီးတော့နာယူကြည်ညိုကြနှလုံးသွင်းမှတ်သားကြရအောင်ဒီနေ့သာသနာတော်နှစ်2558ခုနှစ်ကောဇာတက္ကိ1385ခုနှစ်တော်သလင်လာပြည့်ကျော်4 ရက်နေ့ညချအခါကာလမှာစကိုင်းတိုင်းဒေသကြီးမုံရွာမြို့ဆူတောင်းပြည်မြတ်စွာဘုရားပရဂုံတော်တွင်မှဆင်ရင်ကျင်းပတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲသဘင်မှာဒီကနေ့ညဓမ္မပူဇာကုသိုလ်ရှင်များဖြစ်ကြတဲ့မိဘများကိုဥထိတ်ထားပြီးတော့ကင်ဆာယောဂအထူးကုဒေါက်တာစိမ့်လက်လှဲ့တောင်းနောက်ပြီးတော့နားနှချောင်းနားနှခေါင်းလေချောင်းအထူးကုဒေါက်တာသက်နိုင်ဝင်းအရေးပြအထူးကုဒေါက်တာရင်မင်းတင့်စိုးမိသားစုနဲ့ဓမ္မတာဟာယတရားပွဲဖြစ်မြောက်ရေးအဖွဲ့မှစုပေါင်းဆင်ရင်ကျင်းပတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲသဘင်ဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ညတရားနာရောက်ရှိလာကြတဲ့ပေသပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်။ပေသပေါင်းသူတော်ကောင်းတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုခွင့်ရကြတယ်။ဒီတော့ဒီကနေ့ညဦးဇင်းတို့တကြောင်ဒီတော်လံလို့နာမည်ပေးပြီးတော့မဟာသတိပဋ္ဌာန်သုတ်ကြီးကိုဟောတာဒါဒီကနေ့တတိယညပေါ့နော်အဲ့တော့ဦးဇင်းတို့ဝေဒနာနုပတနာသတိပဋ္ဌာန်ရဲ့အကြောင်းကိုဒီကနေ့ဦးဇင်းတို့အကျေတဝင့်ပြောကြမယ်နာယူကြည်ညိုကြမယ်မနေ့တုန်းကကာယ ानु ပတနာသတိပဋ္ဌာန်ပထမဦးဆုံးနေ့ကသတိပဋ္ဌာန်တရား၄ပါးကိုရှုမှတ်ပွားများရင်ရရှိနိုင်တဲ့အကျိုးကျေးဇူး9မျိုးဆိုပြီးတော့ဒါဒီကနေ့ဝေဒနာ ानु ပတနာသတိပဋ္ဌာန်အလှည့်ကိုရောက်လာပါပြီဒီကနေ့ဦးဇင်းတို့ဝေဒနာတရားတွေနဲ့ပတ်သက်ပြီးတော့သုတ်တန်ဒေသနာအသီးသီးမှာမြတ်စွာဘုရားဟောကြားထားတဲ့ဝေဒနာဆိုတဲ့ဒီခံစားချက်နဲ့ပတ်သက်တဲ့ဟောကြားချက်များကိုဦးဇင်းတို့တတ်နိုင်သမျှရှုစည်းပြီးတော့ပြောသွားဖို့အစီအစဉ်ထားပါတယ်ဒါကြောင့်ပေသပေါင်းသူတော်ကောင်းတို့ဒီကနေ့ဝေဒနာနဲ့ပတ်သက်ပြီးတော့နာယူကြည်ညိုကြရမယ်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပန်းစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီးမွမ်းပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပေဇောတဝိဟတမောဟဓမ္မသာနရမရလောကကရဝန္တိဒုက္ကတံဂတိဝိမု ddံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပေဇောတဝိဟတမောဟဓမ္မအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရောလူနှင့်မြမတတ္တဝါနန္ဒတို့ဤကြောက်တီတန်တို့အလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ddံ ဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလေဒုသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပေထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမညာကဲ့သို့ပြတ်သားတဲ့နှင့်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူ
ယုံနံနှဖျားဖြစ်ကြပါသောဖရာတပည့်တော်တို့သည်ဝနေဝနာမှာကာယဝစီမနောခြေသုံးလီဒွါရပနာမဖြင့်ဒုက္ခယုတ်ကျိုးလက်စုံမောဃရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားဒီကနေ့ဝေဒနာနုပဒနာသတိပဋ္ဌာန်ရဲ့အကြောင်းကိုပေတပေါင်းသူတော်ကောင်းတို့နာယူကျင့်ကြံကြရမယ်ဝေဒနာနုပဒနာသတိပဋ္ဌာန်ရဲ့အကြောင်းကိုမပြောသေးခင်မှာဘုရားတို့ရှေ့ပိုင်းတရားတွေနဲ့ဆက်ဆက်မှုရှိသေးဖို့ဘုရားရှင်ကိုရောမြတ်ကြီးစတင်ပြီးတော့မဟာသတိပဋ္ဌာန်တုတ်ကိုဟောတော့သတိပဋ္ဌာန်တရားကိုဘယ်လိုပွားများရမယ်ဆိုတာကိုမဟောသေးခင်မှာဒီသတိပဋ္ဌာန်တရား၄ပါးကိုပွားများမယ်ကြိုးစားမယ်အထုတ်မယ်ဆိုလို့ရှိရင်ရရှိနိုင်တဲ့အကျိုးကျေးဇူး9မျိုးစပြီးတော့မပြောဘူးလားဗျာပြောတယ်နော်အဲ့ဒါပေတပေါင်းတော်ကောင်းတို့2ညတောင်နာထားပြီးပြီဆိုတော့အလုံးမှတ်မိနေမယ်လို့ဦးဇင်းထင်ပါတယ်နော်သတိပဋ္ဌာန်တရား၄ပါးကိုပွားများမယ်ဆိုရင်နံပါတ်1ရရှိနိုင်တဲ့အကျိုးကျေးဇူးကတတ္တနံဝိတုဒ္ဓိယာတတ္တဝါတို့ရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့စိတ်ရဲ့အညစ်အကြေးလို့ဆိုရတဲ့လောဘဒေါသမောဟကိလေသာတရားများကင်းစင်သွားနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးနော်နောက်ဦးဇင်းတို့သောကပရိဒေဝနံတမတိတ်ကမာယစိုးရိမ်ခြင်းသောကနဲ့ငိုကြွေးခြင်းပရိဒေဝတို့ကိုလွန်မြောက်သွားစေနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးဒုက္ခဒေါမနတနာအထင်ကမာယကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ကိုချုပ်ငြိမ်းသွားစေနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးနောက်ညာယတအဓိကမာယအရိယာမဉ္ဇဉ်ကိုရပ်ပြီးတော့ကိလေသာတွေကိုသူ့အစဉ်နဲ့သူပယ်တတ်ပြီးထိုကိလေသာတို့ကြောင့်ဖြစ်ပေါ်လာမယ့်ဒုက္ခတွေကိုချုပ်ငြိမ်းသွားစေနိုင်လောက်အောင်အစွမ်းတတ္တိရှိတဲ့အရိယာမဉ္ဇဉ်ကိုရခြင်းဆိုတဲ့အကျိုးကျေးဇူးနောက်နိဗ္ဗာန်တသစ္စိကိရိယာယနိဗ္ဗာန်ချမ်းသာကိုဖို့ဉဏ်ဖြင့်အဖန်ဖန်ဝင်စားမျက်မှောက်ပြုနိုင်ခြင်းဆိုတဲ့အကျိုးကျေးဇူးဆိုပြီးတော့မဟာသတိပဋ္ဌာန်တရား၄ပါးကိုပွားများအထောက်မယ်ဆိုလို့ရှိရင်ရရှိနိုင်တဲ့အကျိုးကျေးဇူး9မျိုးပေါ့နော်အဲ့ဒါလို့အင်မတန်မွန်မြတ်တဲ့အကျိုးကျေးဇူး9မျိုးကိုရရှိစေနိုင်တဲ့သတိပဋ္ဌာန်တရား၄ပါးနံပါတ်1ကာယ ानु ပဒနာသတိပဋ္ဌာန်နံပါတ်2ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်နံပါတ်3စိတ်ဓာ ानु ပဒနာသတိပဋ္ဌာန်နံပါတ်4ဓမ္မာ ानु ပဒနာသတိပဋ္ဌာန်လို့သတိပဋ္ဌာန်တရား၄ပါးအဲ့ဒါမနေ့တုန်းကဦးဇင်းတို့ကာယ ानु ပဒနာသတိပဋ္ဌာန်ဆိုတာဘယ်လိုရှုမှတ်ပွားများရတယ်ဆိုတာကိုမြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းအပိုင်းကြီး14ပိုင်းခွဲခြမ်းစိတ်ဖြာဝေဖန်ပြီးတော့ဒါဦးဇင်းတို့ပြောခဲ့ပါပြီပေတပေါင်းသူတော်ကောင်းတို့လည်းပဲနာယူကျင်ကြိုခဲ့ကြပြီးပါပြီဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီကနေ့ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်တဲ့ဝေဒနာဆိုတာပေတပေါင်းသူတော်ကောင်းတို့အလုံးဗမာစကားလုံးလိုတောင်ဖြစ်နေပါပြီဝေဒနာဆိုတဲ့ပါဠိစကားလေးကနော်ဝေဒနာဆိုတာခံစားချက်ခံစားမှုပေါ့ဒီဝေဒနာဆိုတာကစိတ်ဖြစ်တိုင်းဝေဒနာပါတယ်တဲ့ဒါလေးကိုဦးဇင်းတို့ပေတပေါင်းသူတော်ကောင်းတို့အရင်နားလည်ထားရမယ်ဝေဒနာလို့ပြောလိုက်ရင်ယောဂသဘောမျိုးကိုသွားပြီးတော့မမှတ်ရဘူးနော်ယောဂကိုပြောတာမဟုတ်ဝေဒနာဆိုတာစိတ်ဖြစ်တိုင်းပါတယ်စိတ်ရဲ့ခံစားမှုခံစားချက်ကောင်းမြတ်တဲ့အာယုန်နဲ့တွေ့ရင်စိတ်ထဲမှာကောင်းသွားတဲ့သဘောလေးချမ်းသာသွားတဲ့သဘောလေးမကောင်းတဲ့အာယုန်တွေနဲ့တွေ့လာတဲ့အခါမှာစိတ်ထဲမှာအနိခက်သွားတဲ့သဘောစိတ်ထဲမှာမကောင်းသွားတဲ့သဘောဆင်းရဲသွားတဲ့သဘောနော်အဲ့ဒါလို့ကောင်းတဲ့ဒုက္ခဝေဒနာမကောင်းတဲ့ဒုက္ခဝေဒနာများသောအားဖြင့်တရားဓမ္မတို့ဥယျာဉ်တို့ဒီဝေဒနာတရားတွေမိမိတဏ္ဍာမှာဖြစ်တဲ့အခါမှာကောင်းတာလည်းမဟုတ်ဆိုးတာလည်းမဟုတ်ဆိုတဲ့အလေအလက်ဝေဒနာဆိုတာရှိသေးတယ်တဲ့သူကတော့အလွန်အသိခက်တဲ့ဝေဒနာတစ်မျိုးပေါ့တရားဓမ္မတို့ဥယျာဉ်တို့တွေကဒုက္ခဝေဒနာဖြစ်တယ်ဆိုရင်ဒါအင်မတန်ထင်ရှားပါတယ်ပါဇက်ကတောင်ထုတ်ပြီးတော့ကောင်းလိုက်တာလို့ထုတ်ပြီးတော့ဖော်ပြရလောက်အောင်စိတ်ထဲမှာထင်ရှားတယ်ပေါ့အဲ့ဒါလိုပဲဒုက္ခဝေဒနာဆိုရင်လည်းပဲ
အမလေးတရလောက်အောင်ညီးရညူရလောက်အောင်မထင်ရှားဘူးလားထင်ရှားတယ်နော်အဲ့ဒါလို့မထင်ရှားတဲ့ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်တဲ့မြတ်စွာဘုရားသုံးနှုန်းထားတဲ့အသုံးနှုန်းတိုင်းပြောရရင်တော့အဒုက္ခမဒုက္ခဝေဒနာတဲ့ဆင်းရဲတာလည်းမဟုတ်ချမ်းသာတာလည်းမဟုတ်တဲ့အလေအလတ်ဝေဒနာဆိုတာရှိသေးတယ်အဲ့ဒီဝေဒနာကြတော့သိနိုင်ခဲ့တယ်ပေါ့သိနိုင်ခဲ့လို့သာသိနိုင်ခဲ့တာတကယ်စင်စစ်လူဘဝကြီးမှာအဲ့ဒီအဒုက္ခမဒုက္ခဆိုတဲ့ဥပိ္ပခဝေဒနာတွေကပဲအဖြစ်များတဲ့ဒါလေဒီစတော်ဘုရားကြီးပြောခဲ့တာပါနော်လူလောကမှာဒုက္ခရဲ့ဒုက္ခရဲ့ဆိုပြီးတော့ထင်ရှားတဲ့ဝေဒနာတွေဟာကြိုးကြားပဲဖြစ်တယ်လို့ဆိုတယ်များသောအားဖြင့်တော့မထင်ရှားတဲ့ဥပိ္ပခဝေဒနာတွေနဲ့ပဲတရားဓမ္မတို့ဦးဇင်းတို့တွေရှင်းသန်းနေကြတာပေါ့ဟုတ်ရဲ့လားဝေဒနာကိုအကျဉ်းမြင်အဖြစ်အဲ့ဒါလို့ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာဆိုပြီးတော့မြတ်စွာဘုရားကဒေသနာတော်တွေထဲမှာဝေဒနာနဲ့ပတ်သက်ပြီးတော့ဒီသုံးမျိုးကိုပဲအဟောများတယ်ဒါပေမဲ့ဝေဒနာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအမျိုးအစားတွေဘယ်လောက်ဟောထားတယ်ဆိုတာကိုနောက်ပိုင်းကျတော့ဦးဇင်းတို့ပြောပါမယ်အဲ့ဒါဦးဇင်းတို့အခုဝေဒနာနုပဒနာသတိပဋ္ဌာန်ကိုဟောတဲ့အခါမှာမြတ်စွာဘုရားကဒီဝေဒနာ၃ပါးကိုမူတည်ပြီးတော့နောက်ထပ်ဝေဒနာ6ပါးနဲ့ခြံရံပြီးတော့ဝေဒနာ9ပါးကိုနားလည်ဖို့နော်ဝေဒနာ9ပါးတတိထားပြီးတော့ရှုမှတ်ပွားများဖို့တနည်းအားဖြင့်မိမိတန်တာမှာဖြစ်လာတိုင်းဒီဝေဒနာသဘောတရားလေးတွေကိုအမှန်တိုင်းသိအောင်ကြိုးစားဖို့မြတ်စွာဘုရားကတိုက်တွန်းတာနော်အဲ့ဒါဦးဇင်းတို့ဘလို့စပြီးတော့မြတ်စွာဘုရားကဝေဒနာနုပဒနာသတိပဋ္ဌာန်မှာဟောတယ်ဆိုလို့ရှိရင်နော်ဒုက္ခံဝဝေဒယမာနောဒုက္ခံဝဝေဒနံဝေဒယမာနောဒုက္ခံဝေဒနံဝေဒယာမိတိပဇာနာတိတဲ့ချမ်းသာတဲ့ခံစားမှုမိမိတန်တာမှာဖြစ်လာပြီဆိုရင်ချမ်းသာတဲ့ခံစားမှုဖြစ်နေတယ်လို့သိရမယ်တဲ့ရိုးလေးနော်ချမ်းသာတဲ့ခံစားမှုဖြစ်လာပြီဆိုရင်ငါချမ်းသာတဲ့ခံစားမှုဖြစ်နေတယ်လို့အဲ့ဒီခံစားမှုလေးကိုစိတ်ဆိုင်ပြီးတော့သိလိုက်ရမယ်ပေါ့နော်ဆိုကြပါစို့ဒီနေရာမှာပိဿပေါင်းသူတော်ကောင်းတို့တတိရဲ့သဘောလေးကိုနည်းနည်းဦးဇင်းတို့ပြောဦးမယ်တတိဆိုတာအာယုံကိုယူပေးတဲ့သဘောလို့နော်ဘာမခေါ်ချုပ်စတော်ကြီးကအဲ့လိုအဓိပ္ပာယ်ဖွင့်တယ်တတိဆိုတာအာယုံကိုယူပေးတာနော်မြင်အောင်ပြလိုက်တာပါပဲအာယုံကိုအဲ့ဒါတတိကအာယုံကိုပြတာအဲ့ဒီတတိကပြလာတဲ့အာယုံကိုဒါဟာအကောင်းလားဒါဟာအဆိုးလားဒါဟာဘယ်သဘောတဘာဝရှိသလဲလို့သိအောင်လုပ်တာကသိတဲ့အစွမ်းကပညာနော်ပညာကသိတာတတိကပြတာဒီနေရာမှာပိဿပေါင်းသူတော်တို့ပြတဲ့လူမရှိဘဲနဲ့သိတယ်ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒါကိုဆရာကြီးကဥမာတစ်မျိုးနဲ့ပြောသေးတယ်တတိကတဲ့စာအုပ်တုပ်ကိုလှပ်ပြလိုက်တယ်လို့ပဲတဲ့ပညာကအဲ့ဒီမှာဒါဘာတွေရေးထားတာလဲဆိုတာကိုဖတ်လိုက်တယ်ပေါ့နော်ဘယ်သူကအရင်လှုပ်လဲတတိကအရင်လှုပ်တယ်နော်တတိကအလွန်ပြထမ်းတဲ့သဘောရှိတယ်အဲ့လိုပဲမနေ့တုန်းကပြောခဲ့တဲ့ကာယတွေအကြောင်းကိုရှုတဲ့နေရာမှာလည်းပဲတတိကအဲ့ဒီကာယတည်းဟူသောအာယုံကိုပြတာပေါ့အာယုံကိုစိတ်သိသွားအောင်ယူပေးလိုက်တာပေါ့အဲ့ဒီကြတော့မှတတိပြလာတဲ့အာယုံကိုသုံးသပ်ပြီးတော့ဒါဟာမမြဲတဲ့သဘောဒါဟာဆင်းရဲတဲ့သဘောဒါဟာတန်ဖိုးမရှိတဲ့သဘောလို့သိသွားတာကြတော့ပညာရဲ့ကိစ္စနော်ပညာဟာမပြနိုင်တယ်လို့တတိကလည်းမသိနိုင်ဘူးတတိကပြတယ်ပညာကသိတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒုက္ခဝေဒနာဖြစ်လာပြီဆိုလို့ရှိရင်ဒုက္ခဝေဒနာဖြစ်နေတယ်လို့သိပါတဲ့အဲ့ဒါလိုပဲဦးဇင်းတို့ဒုက္ခံဝဝေဒနာဝေဒယမာနောဒုက္ခံဝေဒနာဝေဒယာမိတိပဇာနာတိဆင်းရဲတဲ့ခံစားချက်တွေဖြစ်လာရင်လည်းပဲဆင်းရဲတဲ့ခံစားချက်တွေဖြစ်နေတယ်လို့သိပါတဲ့နော်အဲ့ဒါလိုပဲအဒုက္ခမဒုက္ခဝေဒနာဝေဒယမာနောအဒုက္ခမဒုက္ခဝေဒနာဝေဒယာမိတိပဇာနာတိချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်တဲ့အလယ်အလတ်ဝေဒနာတွေဖြစ်လာရင်လည်းပဲချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်အလယ်အလတ်ဝေဒနာတွေဖြစ်နေတယ်လို့သိပါတဲ့တဲ့သိခိုင်းတာအပူလိုမရှိသေးရဘူးဖြည့်ဆွက်ချက်တွေနှုတ်ပယ်ချက်တွေမပါသေးရဘူးချမ်းသာတယ်ဆိုရင်ချမ်းသာတယ်လို့သိပါဆင်းရဲတယ်ဆိုရင်ဆင်းရဲတယ်လို့သိပါချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်တဲ့ဝေဒနာတွေကိုလည်းပဲအမှန်တိုင်းသိပါ
ဒါဥစဉ်တို့၃မျိုးဝေဒနာ၃မျိုးကိုမူတည်လိုက်တယ်ပေါ့ပြီးတော့မှမြတ်စွာဘုရားကအဲ့ဒီဝေဒနာ၃မျိုးမှာလည်းပဲကာမဂုဏ်နဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့ဝေဒနာ၃မျိုးကာမဂုဏ်နဲ့မဆက်ဆက်ဘဲနဲ့ဖြစ်တဲ့ဝေဒနာ၃မျိုးဆိုပြီးတော့အလုံးဝေဒနာ၉မျိုးဒီသတိပဋ္ဌာန်ပါဠိတော်မှာမြတ်စွာဘုရားဟောတယ်အဲ့ဒါကိုအသုံးအနှုန်းလေးကတာမိတံဝါဒုက္ခဝေဒနာဝေဒယာမိတိဟောဒုက္ခဝေဒနာဟာတာမိတအာမိတဒီဟုသောအစာနဲ့တကွဖြစ်တယ်ဆိုလိုတာကကာမဂုဏ်အာယုန်နဲ့ဆက်ဆက်ပြီးတော့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ချမ်းသာတဲ့သဘောလေးပို့ပြီးတော့အသေးစိတ်သွားပြီနော်ဒုက္ခတောင်ရိုးရိုးမဟုတ်ဘူးကာမဂုဏ်အာယုန်နဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ရဲ့ချမ်းသာမှုသဘောလေးဟုတ်လားအဲ့ဒါလေးဖြစ်လာရင်လည်းပဲဒါဟာကာမဂုဏ်နဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့ချမ်းသာတဲ့ဒုက္ခဝေဒနာလို့သိပါတဲ့ဒုက္ခဝေဒနာကလည်း2မျိုးရှိလာတယ်2မျိုးကွဲထွက်သွားတယ်နိရာမိတဒုက္ခကာမဂုဏ်အာယုန်ဒီဟုသောအစာနဲ့မဆက်ဆက်တဲ့ဒုက္ခဝေဒနာလို့လည်းရှိသေးတယ်တဲ့အဲ့ဒါကတဲ့ပြောရရင်တော့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့ချမ်းသာတဲ့ဝေဒနာတစ်မျိုးပေါ့ဆိုကြပါစို့ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းတိနေလို့ဒါဟာမမြဲတဲ့သဘာဝတရားတွေပဲဆင်းရဲတဲ့သဘာဝတရားတွေပဲလို့သိလာတဲ့အခါမျိုးမှာစိတ်ဟာလောဘဒေါသမောဟကင်းတဲ့အတွက်ကြောင့်သက်သာရာချမ်းသာမှုငြိမ်းချမ်းမှုဆိုတာကိုရတယ်ဟုတ်လားအဲ့ဒါလို့တရားဓမ္မကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာကိုနိရာမိတဒုက္ခလို့စာထဲကအဲ့လိုသုံးနှုန်းတယ်ဟောဒုက္ခကရိုးရိုးဒုက္ခပထမမူတည်လိုက်တယ်နော်ပြီးတော့ကွဲထွက်လာတာဗာလေကာမဂုဏ်အစာနဲ့ဆက်ဆက်တဲ့ဒုက္ခဝေဒနာရဲ့ကာမဂုဏ်အစာနဲ့မဆက်ဆက်တဲ့တရားဓမ္မနဲ့ဆက်ဆက်တဲ့ဒုက္ခဝေဒနာရဲ့လို့ဘယ်နှမျိုးကွဲထွက်သွားတော့2မျိုးကွဲထွက်သွားတယ်အဲ့ဒါလိုပဲဒုက္ခဝေဒနာကလည်းပဲနော်တာမိတဒုက္ခကာမဂုဏ်အာယုန်နဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့ဒုက္ခဝေဒနာဆိုကြပါစို့ကိုလိုချင်တာကိုမရလို့ရှိနေတာတွေပျက်စီးသွားလို့စိတ်တိုင်းမကြဖြစ်ပြီးတော့စိတ်ထဲမှာဆင်းရဲရတယ်ပူလောင်ရတာတွေမရှိဘူးလားဗျာရှိတယ်အဲ့ဒါကာမဂုဏ်အာယုန်ဒီဟုသောအစာနဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့ဒုက္ခဝေဒနာအဲ့ဒါမျိုးဖြစ်ရင်လည်းပဲဖြစ်နေတယ်လို့အမှန်တိုင်းသိပါတဲ့နော်နောက်ပြီးတော့နိဒာမိတဒုက္ခကာမဂုဏ်အာယုန်ဒီဟုသောအစာနဲ့မဆက်ဆက်ဘဲနဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဒုက္ခဝေဒနာဆိုတာလည်းရှိသေးတယ်နော်ဆိုကြပါစို့ငါဒီဘဝတရားတို့မှရပါမလားဟောတရားနဲ့ပတ်သက်ပြီးတော့ငါရိတ်တာကိုသွားကျင်တာအလုကိစ္စတွေကလည်းရှုပ်လိုက်တာဟောအဲ့ဒါလိုမျိုးဒီတရားဓမ္မနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတခါတရံမှာဆင်းရဲတဲ့သဘောဖြစ်ရတာမျိုးမရှိဘူးလားရှိတယ်အဲ့ဒါကာမဂုဏ်အာယုန်နေနဲ့မဆက်ဆက်ဘူးပေါ့နော်အဲ့ဒီဒုက္ခတွေကတချို့ဒုက္ခတွေကြတော့မြင့်မြတ်တယ်လို့ဆိုရတယ်သို့တော့ဘာပဲဖြစ်ပေါ့လေအဲ့ဒီတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့ဒီဆင်းရဲတဲ့ဒုက္ခဝေဒနာကိုလည်းပဲအမှန်အတိုင်းသိပါတဲ့ဒုက္ခကလည်းအဲ့လို2မျိုးကွဲသွားတယ်နော်အဲ့ဒါလိုပဲအဒုက္ခမဒုက္ခဝေဒနာမှာလည်းပဲကာမဂုဏ်အာယုန်ဒီဟုသောအစာနဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့နော်တာမိတအဒုက္ခမဒုက္ခဝေဒနာရှိတယ်နော်တခါတလေတခါဓမ္မတို့ဦးဇင်းတို့ဒီတိုင်းပဲဒါမောဟသဘောပါပဲအဝိဇ္ဇာနဲ့ရှင်ပြီးတော့ဖြစ်တဲ့နော်ဘုရုဘာဒနေလိုက်တာပဲကောင်းတာလည်းမဟုတ်ဘူးဆိုးတာလည်းမဟုတ်ဘူးဒီတိုင်းနေလိုက်တာပဲဟုတ်လားဒီတိုင်းဖြစ်နေတာပဲအဲ့ဒါဘာတော့ကာမဂုဏ်အာယုန်ဒီဟုသောအစာနဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့လေးလျူရှုမှုပေါ့ဘာမှမြင့်မြတ်မှုမပါဘူးနော်အေးအဲ့ဒါလိုမျိုးဖြစ်နေရင်လည်းပဲအဲ့ဒါကိုတတိရှိတဲ့အချိန်မှာဖြစ်နေတယ်လို့သိပါတဲ့ဟုတ်ရလားအေးအဲ့ဒါလိုပဲတခါတလေကြတော့အဒုက္ခမဒုက္ခဝေဒနာကနိရာမိတလို့ဆိုတဲ့ကာမဂုဏ်အာယုန်ဒီဟုသောအစာနဲ့မဆက်ဆက်ဘဲနဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့ဥပိ္ပခာဝေဒနာသူကြတော့မြင့်မြတ်သွားတယ်နော်တရားကိုရှုမှတ်အားထုတ်ရင်းနဲ့နော်လောကရန်တရားတွေကိုလစ်လျူရှုနိုင်လာတယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုဆင်းရဲတော်လည်းပဲမကြိုက်ဖဲနဲ့ဟောဆင်းရဲတော်လည်းပဲဒေါသမဖြစ်ဖဲနဲ့ချမ်းသာတော်လည်းပဲလောဘမဖြစ်ဖဲနဲ့လစ်လျူရှုပြီးတော့နေနိုင်တဲ့မြင့်မြတ်တဲ့ဥပိ္ပခာဆိုတဲ့သဘောတရားတွေဟာနော်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေမှာဖြစ်လာတာမရှိဘူးလားရှိတယ်အဲ့ဒါလို့ဖြစ်လာရင်လည်းပဲအဲ့ဒီဝေဒနာကိုအမှန်အတိုင်းသိပါဆိုပြီးတော့ဒါဦးဇင်းတို့ဝေဒနာနုပဒနာသတိပဋ္ဌာန်ပိုင်းမှာမြတ်စွာဘုရားကဝေဒနာကို9မျိုးအဲ့ဒါလို့ဟောတယ်ဒီတို့စိတ်ထဲမှာမှတ်မိသွားပြီထင်ပါတယ်နော်ဒုက္ခဒုက္ခအဒုက္ခမဒုက္ခမူတည်လိုက်တဲ့3ပါးဟုတ်လားပြီးတော့မှကာမဂုဏ်နဲ့ဆက်ဆက်တဲ့ဒုက္ခကာမဂုဏ်နဲ့မဆက်ဆက်တဲ့ဒုက္ခ
ကာမဂုဏ်နဲ့ဆက်ဆက်တဲ့ဒုက္ခကာမဂုဏ်နဲ့မဆက်ဆက်တဲ့ဒုက္ခကာမဂုဏ်နဲ့ဆက်ဆက်တဲ့ဥပေက္ခကာမဂုဏ်နဲ့မဆက်ဆက်တဲ့ဥပေက္ခလို့နောက်ထပ်6မျိုးထည့်လိုက်တော့ဘယ်နှပါလဲဗျာ9ပါဟုတ်ရလားအဲ့ဒါလို့ဝေဒနာတရားတွေနဲ့ပတ်သက်ပြီးတော့မိမိတန်တာမှာဖြစ်လာတိုင်းဖြစ်လာတိုင်းလို့သာပြောရတာအမြဲတမ်းဖြစ်နေတာဒီဝေဒနာတရားတွေကဘာဖြစ်လို့လဲစိတ်ဖြစ်တိုင်းဝေဒနာဖြစ်တယ်လို့ဆိုထားတာကိုဟုတ်လားဒါကြောင့်တချို့သောကမ္မထမ်းဌာနတွေကဝေဒနာကြော်အောင်လုပ်ရမယ်ဝေဒနာကိုလွန်အောင်လုပ်ရမယ်ဆိုတာတွေကဒါသူတို့ကဒုက္ခဝေဒနာကိုရည်ရွယ်ပြီးတော့ပြောတာဝေဒနာဆိုတာလုံးဝမရှိအောင်ကြော်အောင်လုပ်လို့ဘယ်လိုလုပ်ရမလို့ဟုတ်တယ်မဟုတ်လားဒုက္ခမရှိဘူးဆိုရင်ဒုက္ခရှိမှာပေါ့ဒုက္ခရောမရှိဘူးဆိုရင်ဥပိ္ပခာကတော့ရှိနေမှာပေါ့ဟုတ်တယ်မဟုတ်လားအေးဘာဖြစ်လို့လဲဆိုစိတ်ရှိနေတာပဲလေစိတ်ရှိတိုင်းစိတ်ဖြစ်တိုင်းဝေဒနာတရားတွေကဖြစ်နေတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အဲ့ဒါလိုခံစားချက်တွေဖြစ်တိုင်းအဲ့ဒီခံစားချက်တွေကိုအမှန်တိုင်းတိနေအောင်လိုက်ပြီးတော့ကြိုးစားရမယ်အဲ့ဒါလိုကြိုးစားလို့ရှိရင်ဉာဏ်တွေကအည်အသွေးတက်လာတယ်ဘယ်လိုတက်လာလဲဆိုတော့မနေ့တုန်းကပြောခဲ့တာနဲ့နောက်ပိုင်းလေးတွေကတူတယ်အကျိုးရလက်လေးတွေကတူတယ်လို့ဆိုကြပါစို့ဘယ်လိုသိလာလဲဆိုတော့ဣတိအစ္ဆတံဝါဝေဒနံဝေဒယာမိတိပဇာနာတိကိုဒီဝေဒနာတွေကိုယ်တန်တမှာဖြစ်နေတာကိုသိတယ်လို့ဒါအတွင်းကိုသိလာတာပေါ့အဲ့ဒါလိုပဲဒီပြင်တတ္တဝါတွေလည်းပဲဒီခံစားချက်တွေနဲ့နေကြတာလို့သူတစ်ပါးတန်တမှာဖြစ်တဲ့ဝေဒနာတွေကိုလည်းပဲဘာဖြစ်လာတော့နားလေလာတယ်သိလာတယ်ဟောပြန်ပွားလာပုံကလေးနော်အေးအဲ့ဒါလိုသိရကလည်းနောက်ပါဖြစ်တုံးသမုဒယဓမ္မနုပတိဝါဝေဒနာရဲ့ဖြစ်လာတဲ့သဘောကိုသိတယ်ဝေယဓမ္မနုပတိဝါဒီဝေဒနာပျက်စီးသွားတာကိုသိတယ်ဝေဒနာကိုဖြစ်တိုင်းသာသိအောင်လို့ဝေဒနာတွေဖြစ်လာတယ်ဆိုတာကိုသိတယ်လို့ဝေဒနာတွေပျက်စီးသွားတယ်ဆိုတာကိုလည်းချုပ်ပြောက်သွားတယ်ဆိုတာကိုလည်းသိရလိမ့်မယ်ဒီအချက်ကိုဦးဇင်းတို့ပြီးလို့ရှိရင်အကျယ်ပြောမယ်ဟုတ်ရလားဝေဒနာဖြစ်တိုင်းသာသတိထားပြီးတော့ဖြစ်တိုင်းသာသိအောင်လုပ်မယ်ဆိုရင်ဒီဝေဒနာရဲ့ဖြစ်ချင်းပြက်ချင်းသဘောတရားကိုသိနိုင်မယ်လို့မြတ်စွာဘုရားအတိအလင်းဟောမထားဘူးလားဟောထားတယ်အဲ့ဒါလို့သိလာတော့ဘာဖြစ်တော့မနေ့တုန်းကတော့အဋ္ဌိကာယောတိဝါပနတ္တကာယမျှပဲရှိတယ်လို့သိလာတယ်ပုဂ္ဂိုလ်တ attva မပါဘူးနော်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ပြောက်ပြီးတော့ကာယမျှပဲရှိတယ်လို့အတိမနေ့တုန်းကမပြောခဲ့ဘူးလားပြောခဲ့တယ်ဟောအခုကြတော့ဝေဒနာကိုရှုကြိုက်တိုင်းမှာအဋ္ဌိဝေဒနာတိဝါပနတ္တခံစားချက်ပဲဖြစ်နေတာငါသူတစ်ပါးပုဂ္ဂိုလ်တ attva မပါဘူးခံစားမှုလေးတက်ကိုခွက်ပြီးတော့သူမြင်နိုင်တယ်အဲ့ဒါလို့တရားဓမ္မတို့ဦးဇင်းတို့သတိနဲ့စိုက်ပြီးတော့ကြည့်တဲ့အလေးအကျင့်မရှိဘူးဆိုရင်ချမ်းသာတာကိုလည်းငါလို့ထင်ဆင်းရဲတာကိုလည်းငါလို့ထင်ချမ်းသာတာကိုငါလို့ထင်တော့ဘာဖြစ်တုံးအဲ့ဒီချမ်းသာခြင်းဒီဟူသောအကြောင်းကိုပဲရစ်မှုခြင်းဆွဲလန်းခြင်းဆိုတဲ့လောဘတရားတွေကဖြစ်ရတယ်မာနတွေဘာတွေဖြစ်ရတယ်ဘဝင်တွေဘာတွေမြင့်နေဆိုတာဖြစ်ရတယ်ချမ်းသာတာကိုငါလို့ထင်မိတာကိုဟုတ်လားအေးဆင်းရဲတာကိုလည်းငါလို့ထင်တာပဲဆင်းရဲတာကိုငါလို့ထင်တော့ဘာဖြစ်တုံးမကြည်မနှက်ဖြစ်တာပေါ့ပိုးပြီးတော့ဆင်းရဲရတာပေါ့ဟုတ်လားပိုးပြီးတော့ဆင်းရဲရုံမကဘူးငါမှဖြစ်ရလေခြင်းဆိုတော့အတွေးမျိုးစုံနဲ့နောက်ဆက်တွဲကိလေသာတွေကိုအများကြီးဖြစ်လာတဲ့အကြောင်းမရှိဘူးလားရှိတယ်ဒါကြောင့်ပုဂ္ဂိုလ်တ attva ငါဆိုတဲ့အမြင်ပျောက်သွားအောင်ခံစားချက်တွေဖြစ်လာရင်ဒါခံစားချက်မျှပဲလို့သူ့ကိုအရှိအတိုင်းလေးသိအောင်ကြိုးစားဖို့လိုတယ်တဲ့အဲ့ဒါလို့သိပါများလို့ရှိရင်အဋ္ဌိဝေဒနာတိပနတ္တနော်ဒါဟာခံစားချက်မျှပဲခံစားတတ်တဲ့တ attva ရဲ့လို့မရှိဘူးခံစားမှုကလေးပဲရှိတယ်တက္ကာယဒိဋ္ဌိကိုခွာပြီးတော့မြင်တဲ့အမြင်ရောက်သွားတယ်နော်တက္ကာယဒီမကြီးများနော်ခံစားတတ်တဲ့တ attva ရဲ့လို့မရှိဘူးခံစားမှုကလေးပဲရှိတယ်အဲ့ဒီအမြင်အဲ့ဒီဉာဏ်ကိုရကျင်တယ်ဆိုရင်ဝေဒနာဖြစ်တိုင်းသာအမိအယသိအောင်သာကြိုးစားနောက်ချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်သိအောင်မလုပ်ရမလို့ကြိုးစားရမယ်အဲ့ဒါဆိုလို့ရှိရင်ဒါဝေဒနာမျှပဲလို့သိလာတယ်တတိကလေးကအဲ့ဒါလို့စွဲလာတယ်ဒါဝေဒနာမျှပဲငါမဟုတ်ဘူးအဲ့ဒါလိုမျိုးမြင်လာတယ်ပေါ့မြင်လာတော့ဘာဖြစ်တုံးအဲ့ဒီတတိဟာယာဝဒေဝညာဏမတ္တာယပဋိတ္တိမတ္တာယတဲ့နော်ဉာဏ်တွေတိုးပွားဖို့ငါသာဖြစ်တယ်တတိတွေတိုးပွားဖို့အလို့ငါသာဖြစ်တယ်တဲ့ဟောဒါဟာဝေဒနာလေးပဲငါသူတစ်ပါးယောက်ျားမိန်းမမဟုတ်ဘူးဝေဒနာမျှပဲလို့သိတဲ့အသည့်ဒီနောက်ထပ်သူ့ထက်ပို၍ကြီးကျယ်တဲ့ဉာဏ်ကိုရဖို့အကြောင်းဖြစ်သွားတယ်နောက်ထပ်တတိတွေပိုအားကိုပိုပြီးတော့အားကောင်းဖို့အကြောင်းဖြစ်သွားတယ်ဆိုလိုတာကဒီအသည့်ဒီတတိလေးက
နောက်ထပ်ကြီးကျယ်တဲ့အသည့်တွေတတိတွေကိုဆက်ပြီးတော့ဖြစ်စေလိမ့်မယ်လို့ပြောတာနော်သူတို့ဒီလိုပွားသွားရတာနော်ဒကာကြီးဒီမိုင်းများဟုတ်ရလားအေးဒါတွေမကဘူးတဲ့နာသလောကေကိဉ္စီဥပါရိယတိနော်ဒီလောကကြီးမှာမရှုမှတ်လင်ဖြစ်နိုင်တဲ့လောဘနဲ့ဒေါသကိုပယ်ခွာပြီးတော့ဘာကိုမှဆွဲလန်းမှုမရှိဘဲနဲ့အတွေ့အတာကင်းပြီးတော့နေနိုင်လိမ့်မယ်တဲ့နော်ဝေဒနာကိုဝေဒနာမျှပဲလို့အမှန်တိုင်းတိနေလို့ရှိရင်အဲ့ဒီအတိဒီဉာဏ်တွေတိုးဖို့တတိတွေတိုးဖို့ဖြစ်တယ်တစ်ဆက်တည်းမှာပဲအစွဲအလံကင်းဖို့နော်တဏှာဒိဋ္ဌိဖြင့်မမီတွယ်ဖို့အဲ့လိုမြင့်မြတ်ချမ်းသာကြောင်းတရားတွေနဲ့ပြည့်စုံဖို့အလို့ငှတာဖြစ်တယ်လို့ပေတပေါင်းသူတော်ကောင်းတို့နားလည်ထားကြရမှာဟုတ်ရလားဒါဥရှင်တို့ဝေဒနာနုပဒနာတတိပဋ္ဌာန်မှာမြတ်စွာဘုရားဟောထားတာအကျယ်ရဲ့ဒါအနှစ်ချုပ်နော်ဝေဒနာဘယ်နှပါဟောလဲ9ပါးအဲ့ဒီဝေဒနာကိုဖြစ်တိုင်းသာသိမယ်ဆိုရင်ကိုယ်တဏ္ဍာမှာဖြစ်တဲ့ဝေဒနာကိုလည်းသိမယ်သူတစ်ပါးတဏ္ဍာမှာဖြစ်တဲ့ဝေဒနာကိုလည်းသိမယ်ဝေဒနာရဲ့ဖြစ်ခြင်းသဘောကိုလည်းသိမယ်ဝေဒနာရဲ့ပြည့်ခြင်းသဘောကိုလည်းသိမယ်ဟုတ်လားပြီးတော့အဲ့ဒီသိလာတဲ့အတိတွေများလာပြီဆိုရင်အဲ့ဒီတတိတွေအတိဉာဏ်တိုးပွားဖို့တတိတွေတိုးပွားဖို့ဟုတ်ရလားအစွဲအလန့်မရှိအတွေ့အတာမရှိဘဲနဲ့လွတ်နော်တခါတည်းပေါ့ပါရှိသွားစေဖို့ဒါကိလေသာကိုပယ်တဲ့သဘောလေးကိုပြောပြတာပါဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဝေဒနာနဲ့ပတ်သက်ပြီးတော့ဖြစ်လာတိုင်းကြိုးစားကြဖို့မလိုဘူးလားလိုတယ်နောက်ဝေဒနာကိုဖြစ်တိုင်းသာသိအောင်လုပ်နောက်ကြတော့ဉာဏ်ကကြီးလာမယ်ဒီဝေဒနာဟာကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဝေဒနာလားကာမဂုဏ်နဲ့မပတ်သက်ဖဲနဲ့ဖြစ်တဲ့ဝေဒနာလားအဲ့ဒါလောက်ထိတောင်သိမလာပြီဘူးလားသိလာတယ်နော်အမှန်ကဥရှင်တို့ဝေဒနာတရားတွေဆိုတာကမြတ်စွာဘုရားကအကြောင်းပရိယေအားလျော်ဆိုတာအမျိုးမျိုးဟောတာပါဒါနဲ့ပတ်သက်ပြီးတော့ပေတပေါင်းသူတော်ကောင်းတို့ဘဟုတုတလည်းရစေခြင်းတယ်ဗျဝေဒနာနဲ့ပတ်သက်ပြီးတော့နော်အဲ့ဒါကြောင့်မလို့ဥရှင်တို့ပင်စကင်ကသုတ်တံဆိုပြီးတော့ဥရှင်တို့သလာယတနာဝကတန်ယုတ်ပါဠိတော်မှာဝေဒနာတန်ယုတ်ဆိုတာရှိတယ်ဝေဒနာနဲ့ပတ်သက်ပြီးတော့ပတ်သက်တဲ့သုတ်တံတွေကိုတတိတတမှတ်တမ်းတင်ထားတာပေါ့လေဟုတ်လားအဲ့ဒီထဲမှာပင်စကင်ကသုတ်တံဆိုတာပါတယ်အဲ့ဒီသုတ်တံရဲ့အနှစ်ချုပ်လေးကိုဥရှင်ပြောပြမယ်ဒီနေ့တော့ပင်စကင်ကလက်သမားဆရာကြီးကယဟန်နေတရင်သုံးတဲ့ကျောင်းတော်ကိုရောက်လာတယ်ရောက်လာပြီးတော့ရှင်ဥဒ္ဓါကြီးနဲ့တွေ့တဲ့အခါကျတော့အရှင်ဥဒ္ဓါကြီးကိုမေးတယ်အရှင်ဘုရားမြတ်စွာဘုရားကဝေဒနာတရားတွေကိုဘယ်နှပါဟောထားလဲအရှင်ဘုရားဘယ်လိုကြားဘူးလဲအဲ့တော့ရှင်ဥဒ္ဓါကြီးကပြောတယ်တခါကြီးမြတ်စွာဘုရားကဝေဒနာကို၃ပါးဟောထားတယ်လို့ငါကြားဘူးတယ်အဲ့ဒီဝေဒနာ၃ပါးကဘာလဲဆိုတော့ချမ်းသာတယ်ဆိုတဲ့ဒုက္ခဝေဒနာရဲ့ဆင်းရဲတယ်ဆိုတဲ့ဒုက္ခဝေဒနာရဲ့ချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်အယံကြီးမထင်ရှားတဲ့ဥပိ္ပခာဝေဒနာရဲ့ဆိုပြီးတော့ဝေဒနာ၃ပါးမြတ်စွာဘုရားဟောထားတယ်လို့ငါကြားဖို့တယ်ငါမှတ်သားထားရတယ်အဲ့လိုပြောတော့တခါကြီးကဘာပြောလဲဆိုတော့အရှင်ဘုရားတဲ့မြတ်စွာဘုရားကဝေဒနာကို2ပါးဟောတာတဲ့ဝေဒနာကိုဘယ်နှပါးဟောတယ်2ပါးဟောတာတဲ့ဘာလဲဆိုတော့ချမ်းသာတယ်ဆိုတဲ့ဒုက္ခဝေဒနာရဲ့ဆင်းရဲတယ်ဆိုရဲ့ဒုက္ခဝေဒနာရဲ့ဒီ2ပါးပဲမြတ်စွာဘုရားဟောတာတဲ့ဥပိ္ပခာဝေဒနာဆိုတာကအင်မတန်မွန်မြတ်ကောင်းမွန်တဲ့အတွက်ကြောင့်ဒုက္ခဝေဒနာတွေကိုထည့်ပြီးတော့ဟောတာတဲ့ဟောဒုက္ခဝေဒနာကဘယ်ထဲရောက်သွားတယ်ဥပိ္ပခာဝေဒနာထဲရောက်သွားတယ်အဲ့ဒါလိုပြောတော့ရှင်ဥဒ္ဓါကြီးကတခါကြီးမဟုတ်ဘူးဝေဒနာဆိုတာ3ပါးအဲ့တော့တခါကြီးကလည်းအရှင်ဖေကမဟုတ်ဘူးဝေဒနာဆိုတာ2ပါးအမှန်က2ယောက်စလုံးမှန်တယ်ခက်တာကလူတွေကကိုသိတာကိုပဲအမှန်ထင်ပြီးတော့သူများသိတာသိမဟုတ်ဘူးလို့ထင်တယ်အဲ့ဒါကြောင့်အကြောင်းယုတ်တိခိုင်လုံမာလှည့်ကန်တဲ့ရှင်ဥဒ္ဓါကြီးကလည်းပဲပင်စကင်ကလက်သမားဆရာကြီးကိုသဘောမကျနိုင်ဘူးဝမ်းမမြောက်နိုင်ဘူးတခါကြီးကလည်းဘုန်းကြီးပြောတာကိုဝမ်းမမြောက်နိုင်ဘူးအဲ့တော့သူတို့ကမဖြစ်ဘူးညင်းနေကြတယ်ဟုတ်လားဘာလို့နေလဲညင်းနေတယ်အဲ့ဒါလို့ညင်းခုန်နေတာကိုရှင်အာနန္ဒမထေရမြတ်ကကြားတဲ့အခါကျတော့မြတ်စွာဘုရားဒီကိုသွားလျှောက်တယ်မြတ်စွာဘုရားရှင်ဥဒ္ဓါကြီးမထေရကဝေဒနာ3ပါးပြောတယ်ပင်စကင်ကလက်သမားဆရာကြီးက2ပါးပြောတယ်အဲ့ဒါလို့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကจิตအာနန္ဒာတဲ့ငါဘုရားဟာအကြောင်းပရိယေအားလျော်ဆိုတာဝေဒနာတွေကိုအမျိုးမျိုးဟောတယ်တဲ့ဒါမငင်းခုန်ဖို့ဆိုတာကိုအဓိကပိဋကပေါင်းသူတော်ကောင်းတို့နားလည်ကြရမှာနော်အကြောင်းပရိယေအဖြစ်ဝေဒနာတွေကိုအမျိုးမျိုးဟောတယ်2ပါးဟောတာလည်းရှိတယ်တဲ့ဟုတ်တယ်နော်3ပါးဟောတာလည်းရှိတယ်တဲ့ဟုတ်တယ်နောက်ထပ်5မျိုးလည်းဟောသေးတယ်တဲ့ဒကာကြီးဒီမကြီးများကြားဘူးမဲ့ထင်ပါတယ်5မျိုးခုနတုန်းက3ပါးထဲမှာသောမနတဝေဒနာဒေါမနတဝေဒနာဆိုပြီးတော့ထည့်လိုက်မယ်ဆိုရင်ဝေဒနာဘယ်နှမျိုးဖြစ်သွားမလဲ5မျိုးဖြစ်သွားမယ်အဲ့ဒီမှာဒုက္ခဝေဒနာနဲ့သောမနတဝေဒနာကဘလို့ကွာတယ်လဲဒုက္ခဝေဒနာဆိုတာက
ဒီရုပ်ပိုင်းဆိုင်ရာအဓိကပေါ့နော်ခန္ဓာကိုယ်ကြီးရဲ့ချမ်းသာမှုသောမနတဝေဒနာဆိုတာကစိတ်ရဲ့ချမ်းသာမှုမတူဘူးနော်ဟောတစုံတစ်ခုဝေဒနာဖြစ်လို့ယောဂါတွေပြင်းထန်တော့နှိပ်စက်လို့မေခဲ့ပါဖိခဲ့ပါဆိုတာအဲ့ဒါဒုက္ခဝေဒနာတစုံတစ်ခုစိုးရိမ်စရာစိတ်ထဲမှာတခါတဲ့မကြည်မနှက်တွေဖြစ်ပြီးတော့စိုးရိမ်မှုတွေနဲ့စိတ်ထဲမှာပင်ပန်းနေတာလူကအကောင်ကြီးစိတ်ထဲမှာပင်ပန်းနေတာအဲ့ဒါဘာတော့ဒေါမနတဟုတ်လားအဲ့ဒါလိုပဲဒုက္ခဝေဒနာဟာခန္ဓာကိုယ်ရဲ့ချမ်းသာမှုစိတ်ရဲ့ချမ်းသာမှုကြတော့သောမနတဝေဒနာဘယ်နှမျိုးလဲ5မျိုးဟောတာရှိတယ်တဲ့နောက်ထပ်ဝေဒနာ6မျိုးဟောတာလည်းရှိတယ်နော်အဲ့ဒါဘာလဲဆိုတော့မြင်ခြင်းနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ဝေဒနာကြားခြင်းနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ဝေဒနာဒါလည်းမသုံးနှုတ်ဘူးလားပြောတာပေါ့နော်မြင်ရတာရရရှိလိုက်တာကြားရတာကောင်းလိုက်တာအပါဘူးလားဝေဒနာပါတာပေါ့ဗျာအဲ့တော့ပြောရင်ပိဿတုကရှေ့ဆက်ပြီးတော့ရေတွက်တက်မယ်နဲ့တူပါတယ်နော်အဲ့ဒါလိုပဲဝေဒနာတရား18မျိုးဆိုတာရှိတယ်ဟော18မျိုးဟောတာလည်းရှိတယ်နော်အဲ့ဒါလိုပဲ36မျိုးဟောတာလည်းရှိတယ်108မျိုးဟောတာထိတောင်ရှိတယ်သူကအတိတ်အနာဂတ်ပြစ္ဆုတ်ပံဆိုတဲ့ကာလတွေနဲ့ပွားသွားမယ်ကိုယ်တဏ္ဍမှာဖြစ်တဲ့ဝေဒနာသူ့တဏ္ဍမှာဖြစ်တဲ့ဝေဒနာဆိုပြီးတော့အစ္ဆဒဗဟိတတွေပွားသွားလို့ရှိရင်ဝေဒနာတွေဟာအမျိုးမျိုးဖြစ်မသွားဘူးလားဖြစ်သွားတယ်အဲ့ဒါလိုမြတ်စွာဘုရားကจิตအနန္တာတဲ့ငါဘုရားဟာအကြောင်းပရိယေအားလျော်ဆိုတာဝေဒနာတရားတွေကိုအမျိုးမျိုးဟောထားတာရှိတယ်ဒါကြောင့်ဒါတွေကိုမမှတ်သားဘဲနဲ့ကိုပြောတာမှအမှန်ဆိုရင်တော့ညင်းနေရမှာပဲအဲ့ဒီမှာမြတ်စွာဘုရားကတလက်စာတဲ့မှတ်သားစရာလေးတွေပြောထားတာရှိတယ်ဘာပြောလဲဆိုတော့အဲ့ဒါတွေကလည်းဝေဒနာနဲ့ပဲပတ်သက်နေလို့ဦးဇင်းတို့ပြောအောင်မယ်ဟုတ်ရလားဘာပြောလဲဆိုတော့ဒီကာမဂုဏ်အာယုံကိုအကြောင်းပြုပြီးတော့ကာမဂုဏ်အာယုံဆိုတာကနော်မြင်စေရာအစဉ်မျိုးစုံကြားစေရာအတန်မျိုးစုံပိဿတို့သိတယ်နော်နမ်းရှူစေရာအနံ့မျိုးစုံစားတော့စေရာအရသာမျိုးစုံတွေ့ထိစေရာအတွေ့ထိမျိုးစုံဒါကိုကာမဂုဏ်၅ပါးလို့မခေါ်ဘူးလားခေါ်တယ်အဲ့ဒီကာမဂုဏ်၅ပါးကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာချမ်းသာတဲ့နှစ်သက်တဲ့ကြည်နူးတဲ့ကောင်းလိုက်တာဆိုတာပိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေပုထုဇဉ်တွေတန်တမှာမဖြစ်ဘူးလားဖြစ်တယ်နော်ဖြစ်တယ်နော်အေးအဲ့ဒါကိုတစုံတယောက်သောပုဂ္ဂိုလ်ကဒီအာယုံကောင်းလေးတွေနဲ့တွေ့ရလို့စိတ်ထဲမှာချမ်းသာလာတဲ့သဘောဟာလောကမှာဖြင့်အဲ့ဒါအကောင်းဆုံးပါပဲလို့ပြောရင်ငါဘုရားခွင့်မပြုနိုင်ဘူးတဲ့မြတ်စွာဘုရားကနော်ကာမဂုဏ်အာယုန်တွေကြောင့်ဖြစ်ပေါ်လာတဲ့ကာမဒုက္ခကိုအကောင်းဆုံးပါလို့ပြောရင်ငါဖေဟာခွင့်မပြုနိုင်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုရင်သူ့ထက်ကောင်းတဲ့ပထမဇန်ဒုက္ခချမ်းသာဆိုတာရှိနေလို့ပါတဲ့။အဲ့ဒါကြတော့တရားဓမ္မတို့ဦးဇင်းတို့တွေကပထမဇန်ကိုရဘူးမှဒီစကားကိုနားလည်မှာနော်။ပထမဇန်ဆိုတာကနိဝရဏတရားတွေကိုဖယ်ရှားပြီးတော့ဘာဝနာတရားတစ်မျိုးမျိုးကိုကြိုးစားအထုတ်လို့ဇန်အင်္ဂါ၅ပါးနဲ့ပြည့်စုံပြီးတော့စိတ်ထဲမှာဒါလူငယ်တွေနားလည်အောင်အလွန်အေးချမ်းကြည်လင်တဲ့သဘောကလေးလို့ပြောကြပါစို့ဟုတ်ရလားအဲ့ဒီပထမဇန်ချမ်းသာသည်ခုနတုန်းကကာမကြောင့်ဖြစ်တဲ့ချမ်းသာတဲ့အများကြီးတာတဲ့အတွက်ကြောင့်ကာမချမ်းသာကိုအကောင်းဆုံးလို့ပြောနေတဲ့လူဟာပထမဇန်ချမ်းသာကို तू မခံစားဘူးလို့သူ့ဟာသူပဲ तू အကောင်းထင်နေတာပေါ့ဒါကြောင့်မြတ်စွာဘုရားကပထမဇန်ချမ်းသာရှိနေတဲ့အတွက်ကြောင့်ကာမချမ်းသာအကောင်းဆုံးဆိုတဲ့စကားကိုခွင့်မပြုနိုင်ဘူးတဲ့အဲ့ဒါနောက်ပထမဇန်ချမ်းသာကိုရအောင်အားထုတ်လို့ရသွားတဲ့ပုဂ္ဂိုလ်တွေကဟာလောကမှာဖြစ်ရင်ပထမဇန်ချမ်းသာဟာအကောင်းဆုံးပါပဲလို့ပြောရင်အဲ့ဒါလည်းငါဘုရားခွင့်မပြုနိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ထက်ကောင်းတဲ့ဒုတိယဇန်ဆိုတာရှိနေလို့ပါတဲ့လောကကြီးမှာတော့ဒကာဓမ္မတို့ဦးဇင်းတို့လက်မမီတဲ့ချမ်းသာတွေအများကြီးရှိတယ်ဆိုတာကိုနည်းနည်းလေးတွေးစီခြင်းလို့ဒါပြောပြတာဟုတ်လားဟိုဦးဇင်းတို့ငယ်ငယ်တုန်းကတငယ်ချင်းတစ်ပါးအမြဲတမ်းပြောနေတာရှိတယ်မင်းတို့ကငပြောစည်းတင်အချိုးကုန်းနေတာကိုကွာသူကအဲ့လိုအမြဲတမ်းပြောတာချိုတာဆိုတော့မင်းတို့ဒါလေးပဲစားဘူးတယ်ပေါ့ဒါတဲ့ချိုတာမစားဘူးပေါ့သူပြောတဲ့အဓိပ္ပာယ်ကဟုတ်လားခုလည်းပဲပထမဇန်အကောင်းဆုံးဆိုရင်ခွင့်မပြုနိုင်ဘူးဘာဖြစ်လို့လဲဒုတိယဇန်ကသူ့ထက်ကောင်းနေလို့ဒုတိယဇန်အကောင်းဆုံးလို့ပြောရင်ခွင့်မပြုနိုင်ဘူးဘာကြောင့်လဲတတိယဇန်ရှိနေသေးတယ်သူ့ထက်ကောင်းတာအဆင့်ဆင့်သွားတာနော်တတိယဇန်အကောင်းဆုံးဆိုရင်လည်းခွင့်မပြုနိုင်ဘူးစတုထဇန်ဆိုတာရှိနေသေးတယ်အဲ့ဒီဇန်တရားတွေရဲ့အသေးစိတ်အဓိပ္ပာယ်ကိုဦးဇင်းတို့ပြောဖို့အချိန်မရဘူးနော်ပြောချင်တာကဝေဒနာတွေဟာဒုက္ခချမ်းသာတယ်ဆိုတာသူ့အရှင်းနဲ့သူရှိတယ်ဆိုတာကိုပြောချင်တာအဲ့ဒီမှာစတုထဇန်ရတဲ့ပုဂ္ဂိုလ်ကဒါအကောင်းဆုံးမှပြောရင်ဒါလည်းခွင့်မပြုနိုင်ဘူးတဲ့ဘာဖြစ်လို့တုံးဆိုတော့သူ့ထက်ချမ်းသာတဲ့ဦးဇင်းတို့ဟိုအရူပဇန်၄ပါးကိုအစဉ်အတိုင်းပြောမှာပေါ့နော်ဦးဇင်းတို့အကိဉ္စညာယတနာဇန်နော်ဝိညာဉ်ဉ္စာယတနာဇန်နော်ပြီးတော့အာကာသဉ္စာယတနာဇန်အာကာသဉ္စာယတနာဇန်အကိဉ္စညာယတနာဇန်ဝိညာဉ်ဉ္စာယတနာဇန်
နေဝတင်ညာနာတင်ညာယတနာဇံဆိုပြီးတော့အရူပဇံ၄ပါးရှိသေးတယ်သူတို့ကလည်းတစ်ဆင့်နဲ့တစ်ဆင့်ပို့ပြီးတော့ကောင်းသွားတယ်ပေါ့အဲ့ဒီမှာနေဝတင်ညာနာတင်ညာယတနာဇံရတဲ့ပုဂ္ဂိုလ်ကဒါအကောင်းဆုံးဆိုရင်လေခွင့်မပြုနိုင်သေးဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ထက်ကောင်းတဲ့ဝေဒနာတင်ညာချုပ်ပြီးတော့ဖြစ်ပေါ်လာတဲ့និရောဓသမပတ်ဆိုတာရှိသေးတယ်တဲ့နော်သရုဒ္ဓဇံလေးရမယ်အနာဂံသို့မဟုတ်ယန္တာလည်းဖြစ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာនិရောဓသမပတ်ကိုဝင်စားလို့ရတယ်အဲ့ဒီនិရောဓသမပတ်ဝင်စားနေတဲ့အချိန်မှာဝေဒနာကိုမရှိဝေဒနာပါချုပ်သွားတယ်အဲ့ဒီမှာမြတ်စွာဘုရားရှင်အနန္ဒာကိုဗာပြောလဲဆိုတော့ဒီပိုင်းလေးတွေကအလွန်လေးနဲ့တယ်နော်ဗာပြောလဲဆိုတော့ဝေဒနာချုပ်နေတဲ့ဒီនិရောဓသမပတ်ကိုဘယ်လိုလုပ်ချမ်းသာတဲ့ဒုက္ခလို့ပြောလို့ရမလဲပေါ့အဲ့တော့မြတ်စွာဘုရားကจิตသားတို့တဲ့တစုံတစ်ယောက်ကသင်တို့ကိုအဲ့လိုလာပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကချမ်းသာဒုက္ခကိုတတ်မှတ်တဲ့နေရာမှာဒုက္ခဝေဒနာလောက်ကိုရည်ရွယ်ပြီးတော့တတ်မှတ်တာမဟုတ်ဘူးနော်လောကမှာချမ်းသာခြင်းတွေကအများကြီးရှိတယ်အမျိုးမျိုးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားအေးဝေဒနာချုပ်နေတဲ့ချမ်းသာကမှပိုလို့တောင်ချမ်းသာသေးတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါတရားဓမ္မတို့ဦးဇင်းတို့ကတော့ဒါလက်လန်းမမှီတော့ဘူးပေါ့အများကြီးဝေးသွားပြီနော်ဒါကြောင့်ကိုကနားလေတာကဝေဒနာကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာလောက်ကိုပဲကိုကနားလေတာအခုဒီမှာဘယ်လိုပြောနေပြီတော့ဝေဒနာချုပ်လို့ဖြစ်တဲ့ချမ်းသာကိုပြောနေတယ်နော်ဟုတ်ရလားအဲ့ဒါនិရောဓသမပတ်ကိုရည်ရွယ်ပြီးတော့ဒါဦးဇင်းတို့ပြောတာပါနော်ဘိဒ္ဓပေါင်းသူတော်ကောင်းတို့ဟုတ်လားအဲ့ဒါဦးဇင်းတို့ဝေဒနာအမျိုးမျိုးရှိတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့ပြောရတယ်အဲ့ဒါပြောပြီးတော့ဦးဇင်းတို့ဗာဆက်ပြီးတော့ပြောခြင်းတုံးဆိုတော့ဒီအမျိုးမျိုးသောဝေဒနာဆိုတဲ့ခံစားချက်တွေဟာဘာကြောင့်ဖြစ်တယ်လဲဒီခန္ဓာမှာဘာကြောင့်ဖြစ်လာတယ်လဲဘိဒ္ဓပေါင်းသူတော်ကောင်းတို့ရဲ့နှုတ်ထဲမှာယာပြီးစားစကလုံးလေးတစ်လုံးရှိမှာပါဖတ်တပစ္စယဝေဒနာဖတ်တပစ္စယဖတ်တဒီဟုသောအကြောင်းကြောင့်ဝေဒနာခံစားမှုခံစားချက်ဝေဒနာတို့သည်ဖြစ်ပေါ်လာတယ်ဝေဒနာဘာကြောင့်ဖြစ်လဲဆိုတဲ့အဖြေပေါ်သွားပြီနော်ဖတ်တကြောင့်ဖြစ်တယ်ဒါနဲ့ဥစဉ်ရဲ့ဖတ်တဆိုတာဘာလဲအကျဉ်းမြန်ဖြင့်ဖတ်တဆိုတာတွေ့ထိခြင်းသဘောလို့သိပြီးသားဒီနေရာမှာလူငယ်တွေနားလည်အောင်နည်းနည်းပြောမယ်ဖတ်တဆိုတာဘာလဲဆိုရင်ဝိဇ္ဇင်တို့ပါဠိလေးနည်းနည်းရွတ်မယ်ဗျာသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိတိဖတ်တော်တဲ့နော်သက္ခုံစပဋိစ္စသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏဒီမျက်စိဆိုတာရဲ့အစင်းဆိုတာရဲ့သူတို့နှစ်ခုကိုအကြောင်းပြုပြီးတော့မြင်တယ်ဆိုတဲ့မြင်သိစိတ်ကလေးဖြစ်လာတယ်တဲ့ဟောမျက်စိရဲ့အစင်းရဲ့တွေ့မိတော့မြင်တယ်ဆိုတဲ့မြင်သိစိတ်လေးဖြစ်လာတယ်အဲ့ဒီတော့တရားဘယ်နှလုံးရသွား၃လုံးဖြစ်သွားတယ်နော်မျက်စိရဲ့အစင်းရဲ့မြင်သိစိတ်ရဲ့တိဏ္ဏသင်္ကတိတိဖတ်တော်တဲ့အဲ့ဒီ၃ခုရဲ့အပေါင်းကိုဖတ်တာလို့ခေါ်တယ်တဲ့ဟုတ်လားအဲ့ဒါလိုပဲနော်သောတင်္စပဋိစ္စတတ္တင်္စဥပ္ပစ္စတိသောတာဝိညာဏတိဏ္ဏသင်္ကတိတိဖတ်တော်နာရဲ့အတန်ရဲ့အဲ့ဒါကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့ဇာတိစိတ်ရဲ့အဲ့ဒီ၃ခုရဲ့အပေါင်းဟာဖတ်တာပဲသူတို့၃ခုပေါင်းမိတဲ့အချိန်ဟာအဲ့ဒါဖတ်တာဖြစ်တဲ့အချိန်လို့နားလည်ရမှာပေါ့အကြံပြင်းနော်အဲ့ဒီဖတ်တာဆိုတာဖြစ်လာလို့ရှိရင်ခံစားချက်ဝေဒနာဆိုတာဖြစ်လာတယ်နော်အဲ့တော့အာယုံရဲ့အရသာကိုသုံးဆောင်တဲ့သဘောလို့လေဒီစတော်ဘုရားကြီးကဝေဒနာကိုအဲ့ဒါလိုအဓိပ္ပာယ်ဖွင့်တယ်ကောင်းတဲ့အိဋ္ဌာယုံနေဆိုရင်ကောင်းတဲ့အိဋ္ဌအည်အဲ့ဒါကိုသူသုံးဆောင်တယ်ပေါ့ဒုက္ခဝေဒနာနော်မကောင်းတဲ့အနိဋ္ဌာယုံဆိုရင်ဒါဒုက္ခဝေဒနာဖြစ်မယ်ပေါ့နော်ဗေဒပေါင်းသူတော်ကောင်းတို့ဒီနေရာမှာဝေဒနာဟာဖတ်တာကြောင့်ဖြစ်တယ်ဆိုတာကိုဒါဗေဒပေါင်းသူတော်ကောင်းတို့လည်းဥစဉ်တို့လည်းသိပြီးသားဒီနေရာမှာဥစဉ်တို့တိဝကတုတ်ဆိုပြီးတော့ဝေဒနာဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားဟောထားတာလေးလည်းဘ ഹു တုတ္တမှတ်သားစေခြင်းလို့အဲ့ဒါကိုပြောအောင်မယ်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဒီတိဝကတုတ်တံမှာမောလိယတိဝကဆိုတဲ့ပရပိုက်တယောက်ကိုအကြောင်းပြုပြီးတော့ဟောတာအဲ့ဒီပရပိုက်ကတနေ့တော့မြတ်စွာဘုရားဒီရောက်လာပြီးတော့မြတ်စွာဘုရားတဲ့လောကမှာတချို့သောတမနာပြမနာတွေကဆင်းရဲတာတွေပဲဖြစ်ဖြစ်ချမ်းသာတာတွေပဲဖြစ်ဖြစ်အလဲအလတ်ဥပိ္ပခာဝေဒနာတွေပဲဖြစ်ဖြစ်ရှေးအတိတ်ကံကြောင့်ဖြစ်ရတာလို့ပြောတယ်ဗျာတဲ့ချမ်းသာတာလည်းပဲအတိတ်ကံကြောင့်ဆင်းရဲတာလည်းပဲအတိတ်ကံကြောင့်အတိတ်ကံတစ်ခုတည်းကိုပဲသူတို့ပြောကြတယ်တဲ့အဲ့ဒါမြတ်စွာဘုရားကဟောဒီလိုဝေဒနာတွေဖြစ်တဲ့နေရာမှာဘာကြောင့်လို့ပြောခြင်းပါသလဲတဲ့အဲ့တော့မြတ်စွာဘုရားကအဲ့ဒီတိဝကကိုဘာပြောလဲဆိုတော့အတိတ်ကံကြောင့်အတိတ်ကံတစ်ခုတည်းကြောင့်ဝေဒနာတွေဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားလက်မခံဘူးဘယ်လိုပြောလဲဆိုတော့တိဝကတဲ့ငါပြောမယ်ဟောဒီလောကကြီးမှာတီးခြေဒီဟူသောအကြောင်းကြောင့်
ခံရခက်တဲ့ဝေဒနာတွေဖြစ်တယ်ဆိုတာအင်မတန်ထင်ရှားတယ်တဲ့သိကြဖောက်ပြန်လို့ဝေဒနာဖြစ်တာတွေမရှိဘူးလားရှိတယ်နော်အဲ့ဒါဟာသင်လည်းသိတယ်ငါလည်းသိတယ်လောကကြီးကလည်းအဲ့ဒါအမှန်လို့နားလည်ထားကြတယ်အဲ့ဒါကိုဝေဒနာတွေဟာကံကြောင့်ပဲဖြစ်တယ်ကံတစ်ခုတည်းကြောင့်ဖြစ်တယ်လို့ပြောရင်ဒါမှားတယ်လို့ငါပြောမယ်တဲ့မြတ်စွာဘုရားကအဲ့တော့ဝေဒနာတွေဟာသိကြဖောက်ပြန်ရင်လည်းသိကြတည်းဟူသောအကြောင်းကြောင့်ဝေဒနာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ကံကြောင့်ကြီးဖြစ်တယ်လို့ဆိုလို့မရဘူးနောက်ပြီးတော့ဦးဇင်းတို့ပလိတ်ကြောင့်မို့လို့လေဝေဒနာဖြစ်တယ်ဆိုတာရှိတယ်တဲ့ဒါသင်လည်းသိတယ်ငါလည်းသိတယ်လောကကြီးကလည်းဒါအမှန်လို့ပြောနေတာပဲဟုတ်လားဒါကြောင့်မို့လို့ကံကြောင့်ဖြစ်တယ်ဆိုတဲ့ကံတစ်ခုတည်းကိုပဲဝေဒနာရဲ့အကြောင်းလို့ပြောမယ်ဆိုရင်ဒါငါလက်မခံဘူးဆိုတဲ့အပိုင်းပေါ့ဟုတ်ရလားအေးဒါကြောင့်သိကြကြောင့်ဖြစ်တယ်ပလိတ်ကြောင့်ဖြစ်တယ်နောက်လေကြောင့်ဖြစ်တယ်နောက်ဒီသိကြတလိတ်လေသုံးခုပေါင်းမိပြီးတော့အဲ့ဒီအကြောင်းကြောင့်ဖြစ်တယ်ဆိုဟော၄မျိုးရသွားပြီနော်နောက်ဥဒုဖောက်ပြန်ရင်လည်းပဲဝေဒနာတွေဆိုတာဖြစ်လာတယ်ဟောပူတော့တစ်မျိုးအေးတော့တစ်မျိုးခံစားချက်အလွန်မထင်ရှားဘူးလားထင်ရှားတယ်နောက်ပြီးတော့ဦးဇင်းတို့ကိုယ့်ရဲ့မှားယွင်းတဲ့နေပုံထိုင်ပုံပြုမှုပုံစားပုံတောက်ပုံကိုယ့်ရဲ့မှားယွင်းတဲ့အဆင်မပြေအောင်ဆောင်ရွက်တဲ့ကိစ္စတွေကြောင့်မို့လို့လဲဝေဒနာတွေဆိုတာဖြစ်လာတယ်တဲ့မဖြစ်ဘူးလားကိုနေတာထိုင်တာစားတာတောက်တာပြောတာဆိုတာသွားတာလာတာအခက်မသင့်လို့နော်နီလန်းမကြလို့ဝေဒနာတွေဖြစ်လာတာမရှိဘူးလားရှိတယ်အဲ့ဒါလို့ရှိတယ်လို့တပါးသောသူတွေရဲ့ပယောဂကြောင့်သူများကကိုယ်ရိုက်လိုက်မယ်နှိုက်လိုက်မယ်အဲ့ဒါလို့ဆိုရင်လည်းပဲဝေဒနာတွေဖြစ်မလာဘူးလားဖြစ်လာတာပေါ့ဗျာပြီးတော့ကံအကြောင်းကြောင့်ဆိုတာလေဝေဒနာတွေဖြစ်တယ်တဲ့ရှေးတုန်းကသူများကိုနှိပ်စက်ခဲ့တဲ့ကံတွေများများပြုခဲ့မယ်ဆိုရင်ဒီဘဝယောဂဝေဒနာတွေများလာတဲ့သဘောပေါ့ဟုတ်ရလားအဲ့ဒီမှာမြတ်စွာဘုရားကဝေဒနာဖြစ်ခြင်းရဲ့အကြောင်းတရားကို၈မျိုးမြတ်စွာဘုရားဟောထားတယ်နော်ဒါလည်းပဲပိဋကပေါင်းသူတော်ကောင်းတို့ဘဟုတုတမှတ်စေခြင်းလို့ဒါဥစဉ်တို့ဒီမှာမိမှလည်းစိုးလို့အကြံဉာဏ်လေးခေါင်းစဉ်လေးတွေဥစဉ်ကတို့လာတယ်ဟုတ်ရလားဒါကြောင့်ဝေဒနာဖြစ်ခြင်းရဲ့အကြောင်းတရားတွေဟာအဲ့ဒါလို့ရှိတယ်လို့နားလည်ဖို့မလိုဘူးလားလိုတယ်အဲ့တော့ဥစဉ်တို့ဝေဒနာတွေဘလို့ပဲများများဘလို့အကြောင်းကြောင့်ပဲဝေဒနာဖြစ်ဝေဒနာတွေကတော့ဒကာဓမ္မတို့ဥဒ္ဒတန်တန်မှာအကြောင်းအားလျော်စွာဖြစ်နေတာမရှိဘူးလားရှိတယ်အဲ့ဒါလို့ဖြစ်တဲ့ဝေဒနာတွေထဲမှာအဖြစ်အများဆုံးဦးဇင်းတို့နားလည်မှုအလွယ်ဆုံးပြောရရင်တော့ဝေဒနာ၃မျိုးလို့ပြောကြပါစို့ဟုတ်ရလားဝေဒနာဘယ်နှမျိုးလဲဗျာ၃မျိုးအဲ့ဒီဝေဒနာ၃မျိုးကဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဆိုပြီးတော့အဲ့ဒီဝေဒနာ၃မျိုးကိုပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေတတိပဋ္ဌာန်ဒေသနာမှာလာတဲ့နီးများနဲ့အညီဖြစ်တိုင်းတိနေအောင်မကြိုးစားဘူးဆိုရင်တော့အဲ့ဒီဝေဒနာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမကောင်းတဲ့ဓာတ်တွေကိန်းသွားမယ်တဲ့မြတ်စွာဘုရားကနော်ဘာဓာတ်တွေကိန်းနိုင်လဲဆိုတော့ချမ်းသာတယ်ဆိုတဲ့ဒုက္ခဝေဒနာဖြစ်ပြီဆိုရင်အဲ့ဒီဒုက္ခဝေဒနာကိုအမှန်တိုင်းသိအောင်မကြိုးစားဘူးသိမနေဘူးဆိုရင်အဲ့ဒီဒုက္ခဝေဒနာနဲ့ပတ်သက်ပြီးတော့ရာဂာနုတ္တယဆိုတဲ့လောဘကိန်းသွားတယ်တဲ့ချမ်းသာတယ်ဆိုရင်အမှန်မသိလိုက်ဘူးဆိုရင်ဘာဖြစ်သွားမလို့လောဘဖြစ်သွားမယ်စာလို့ပြောရရင်ရာဂာနုတ္တယကိန်းနေပေါ့နော်ຢာကတွေပို့ပြီးတော့အားကောင်းသွားတယ်လို့ဆိုလိုတာဒါအကြံမြင်မှတ်ဖို့ဦးဇင်းတို့ပြောတာနော်ဒုက္ခဝေဒနာဖြစ်တယ်လောဘဖြစ်ပြန်တယ်နောက်ထပ်ဖြစ်ပြန်တယ်လောဘဖြစ်ပြန်တယ်လောဘဓာတ်တွေကိုစုပြီးရင်စုနေရမရောက်ဘူးလားရောက်တယ်အဲ့တော့ဘာဖြစ်တော့နောက်တစ်ခါဒုက္ခဝေဒနာလေးဖြစ်ရင်လောဘကဖြစ်တဲ့နေရာမှာကျွမ်းကျင်နေပြီလေအဲ့တော့နောက်ထပ်လောဘဖြစ်ဖို့တခါတည်းသူကအင်မတန်လွယ်ကူသွားပြီပေါ့ဒုက္ခမဖြစ်လိုက်နဲ့ဖြစ်တာနဲ့လောဘကတန်းဖြစ်သွားပြီလောဘတွေကိုအမြဲတမ်းမလုပ်နေတော့ဒုက္ခဝေဒနာဖြစ်တိုင်းလောဘကိုစုဆောင်းနေတယ်လို့မဆိုနိုင်ဘူးလားအဲ့ဒါတတိပဋ္ဌာန်ကင်းရင်အဲ့လိုဖြစ်မှာပဲနော်အဲ့ဒါလိုပဲဒုက္ခဝေဒနာဖြစ်လာပြီဆိုရင်ဒါကိုအမှန်တိုင်းသိအောင်မကြိုးစားဘူးဆိုရင်ပဋိက္ခာနုတ္တယဆိုတဲ့ဒေါသတွေကိန်းသွားတယ်တဲ့မကျေနပ်တဲ့သဘောတွေဖြစ်နော်ဆင်းရဲတာတွေဖြစ်တိုင်းမကျေနပ်မှုဒေါသတွေကိုစုနေတာပဲတတိမရှိဘူးဆိုရင်ဉာဏ်မရှိဘူးဆိုရင်ဆင်းရဲတဲ့ဝေဒနာတွေဖြစ်တိုင်းဘာတွေကိုစုနေတယ်ဒေါသတွေဖြစ်နေတယ်ဒေါသတွေကိုစုနေတယ်အောက်ထပ်နောက်ထပ်ဆင်းရဲတာလေးမလာသေးနဲ့လာတော့မယ်ဆိုတာနဲ့သိတာနဲ့မကျေနပ်တော့ဘူးစိတ်ကဟောအဲ့ဒါတော့သူကမြန်တယ်မဆင်းရဲရသေးဘူးကြိုးပြီးတော့စိတ်ထုံနေပြီနော်ဟာမင်းသိပြီးတော့အခြေအနေမကောင်းဘူးတဲ့ဘလို့ဖြစ်မှာတဲ့တကယ်မဖြစ်သေးဘူးနော်ဖြစ်မှာတဲ့မကောင်းတာလေးကိုဖြစ်မှာတဲ့လို့ပြောတာနဲ့ကိုပဲစိတ်ကဘလို့ဖြစ်နေပြီတော့ကြိုးတင်ပြီးတော့မကြေမနက်ဖြစ်နေပြီဆင်းရဲနေပြီအဲ့ဒါကဓမ္မတို့ဦးဇင်းတို့တွေကအလွန်ကျွမ်းကျင်နေတဲ့ဒီအလုပ်ကိုကောင်းတယ်ဆိုရင်ကြိုက်လိုက်ဖို့မကောင်းဘူးဆိုရင်မိုက်လိုက်ဖို့ဟုတ်လားဘယ်သူမှလည်းမသိရဘဲနဲ့အဲ့ဒါဘယ်တော့မှစတတ်လာတော့အခုအဲ့ဒါကိုရက်ဖို့မကြိုးစားဘူးဆိုလို့ရှိရင်
ရှစ်ဆက်ပြီးတော့ဒါကြီးကဘလို့ဖြစ်နေပြီတော့အားကောင်းနေပြီဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကဒီနေရာမှာဒါကဥစဉ်ကလူငယ်တွေနားလည်အောင်အရက်စကားနဲ့ပြောတာပါဟုတ်ရဲ့လားဒုက္ခဝေဒနာဖြစ်ရင်မသိဘူးသိအောင်မကြိုးစားဘူးဆိုရင်အဲ့ဒါကနုတ္တယဂိမ်းပဲဒုက္ခဝေဒနာဖြစ်လာပြီးသိအောင်မကြိုးစားဘူးဆိုရင်ပဋိက္ခနုတ္တယဂိမ်းပဲဟုတ်ရဲ့လားနောက်ဥပိ္ပခဝေဒနာဖြစ်လာတယ်သိအောင်မကြိုးစားဘူးမသိဘူးဆိုရင်တော့အဲ့ဒါအဝိဇ္ဇာနုတ္တယဆိုတဲ့မောဟတွေဂိမ်းလိမ့်မယ်တဲ့စိတ်ဝင်စားစရာကောင်းတယ်လို့ဦးဇင်းကထင်တယ်ဒုက္ခဒုက္ခဥပိ္ပခဝေဒနာ၃မျိုးတည်လောဘဒေါသမောဟကိုဖြစ်စေနေတယ်ဟောသူ့ဟာနဲ့သူနော်သူ့အတွေးလေးနဲ့သူနော်ဒါစိတ်ဝင်စားစရာမကောင်းဘူးလားဒုက္ခဒုက္ခဥပိ္ပခဝေဒနာ၃မျိုးတည်လောဘဒေါသမောဟကိုဖြစ်စေနေတယ်မသိဘူးဆိုရင်ဒုက္ခသည်လောဘကိုဖြစ်စေလိမ့်မယ်ဒုက္ခသည်ဒေါသကိုဖြစ်စေလိမ့်မယ်နော်ဥပိ္ပခသည်မောဟကိုဖြစ်စေလိမ့်မယ်ဒါရေဘူးရလို့နားလည်ရမှာနော်ဒကာကြီးမကြီးများဟုတ်ရလားအေးအဲ့ဒါလို့ဒကာဓမ္မတို့ဦးဇင်းတို့ဒီတန်တန်မှာကိုယ့်ရဲ့ခန္ဓာတန်တန်မှာဝေဒနာတရားတွေဖြစ်တိုင်းမသိလို့အနုတ္တယတွေကိန်းနေပြီအဲ့ဒီအနုတ္တယကိုပယ်ရှားခြင်းနဲ့တုတ်တင်ခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်မလဲအဲ့ဒီအချက်ဘယ်လိုလုပ်မလဲဆိုတော့စောစောကနီလန်းကအပြည့်အစုံပြောပြီးသွားပြီအဲ့ဒီဝေဒနာတွေကိုပဲဖြစ်တိုင်းသိအောင်ကြိုးစားရမှာဟုတ်ရလားဖြစ်တိုင်းပဲသိအောင်ကြိုးစားရမှာဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပထမဂေလင်ညတုတ်တန်ဆိုပြီးတော့အဲ့ဒီဝေဒနာတန်ရုပ်မှာပဲတုတ်တန်တစ်ပုဒ်တွေ့ရတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီအနုတ္တယတွေမကိန်းအောင်နော်ရာဂနုတ္တယပဋိက္ခနုတ္တယအဝိဇ္ဇာနုတ္တယဆိုတဲ့မကောင်းတဲ့ဓာတ်တွေကိန်းမနေအောင်များမလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုမြတ်စွာဘုရားဟောတာအဲ့ဒါဦးဇင်းတို့ဂေလင်ညဆိုတာကလူနာလို့အဓိပ္ပာယ်ရတယ်ပေါ့နော်လူနာတွေနေတဲ့အဆောင်ကိုမြတ်စွာဘုရားကြွပြီးတော့ဟောလို့ဂေလင်ညတုတ်တန်လို့နာမည်ပေးတာပါနော်မြတ်စွာဘုရားလက်ထက်ကယဟန်နေမမာတဲ့ယဟန်နေစုပြီးတော့ထားတာရှိတာပေါ့လေအဲ့ဒီယဟန်နေမမာတဲ့သူနာယဟန်နေရှိတဲ့နေရာကိုမြတ်စွာဘုရားကကြွသွားပြီးတော့အဲ့ဒီယောဂတွေဆိုတော့မြတ်စွာဘုရားကဟောတာပေါ့ချက်သားတို့တတိတံပဇင်တရားနဲ့ရှင်ပြီးတော့တတိတံပဇင်တရားလက်ကင်ထားပြီးတော့အချိန်အခါကိုစောင့်မျှော်ပြီးတော့နေပါတဲ့အချိန်အခါကိုစောင့်မျှော်ပြီးတော့နေပါဆိုတဲ့စကားလေးကပါသေးတယ်နော်တတိတံပဇင်တရားနဲ့ပြည့်စုံပြီးတော့တဲ့အဲ့မှာတတိနဲ့ပြည့်စုံရမယ်တံပဇင်နဲ့ပြည့်စုံရမယ်ဘာကိုပြောတာလဲနော်တတိနဲ့ပြည့်စုံရမယ်ဆိုတာတဲ့မြတ်စွာဘုရားကသူကိုယ်တိုင်အဓိပ္ပာယ်ဖွင့်တာနော်တတိနဲ့ပြည့်စုံရမယ်ဆိုတာကကာယဝေဒနာစိတ်ဓမ္မဆိုတဲ့တတိရဲ့အာယုံ၄ပါးနော်ဒါမနေ့တုန်းကဦးဇင်းတို့ပြောခဲ့ပြီနော်ကာယပြောပြီးသွားပြီနော်အဲ့ဒါလိုကာယဝေဒနာစိတ်ဓမ္မဆိုတဲ့ဒီအာယုန်တွေရဲ့အပေါ်မှာတတိကလေးထားပြီးတော့နေတာကိုအဲ့ဒါတတိနဲ့ပြည့်စုံတယ်လို့ဆိုရတယ်တဲ့တံပဇင်နဲ့ပြည့်စုံတယ်ဆိုတာကမနေ့တုန်းကဦးဇင်းတို့တံပဇင်ညပပမပြောခဲ့ဘူးလားပြောခဲ့တယ်ရှစ်တက်တယ်နောက်ဆုတ်တယ်တဲ့ကြည့်တယ်တစောင်းကြည့်တယ်ကွေးတယ်ဆန့်တယ်နောက်စားမယ်တောက်မယ်ဝစ်မယ်ယုံမယ်ကိုင်းမယ်တွေ့မယ်ဟုတ်လားကြည်ကျင်ငယ်စွန့်မယ်နောက်သွားမယ်လာမယ်ပြောမယ်ဆိုမယ်ထိုင်မယ်ထမယ်နော်အမျိုးသောအမှုအရာတွေကိုအကုန်လုံးအသေးစိတ်နော်သိအောင်ကြိုးစားပြီးတော့နေတာအဲ့ဒါဘာတော့တံပဇင်ညာတတိတံပဇင်ရှိရမယ်ဆိုတာအဲ့ဒါကိုပြောတာတဲ့အဲ့ဒါလို့တတိတံပဇင်ရှိပြီးတော့နေမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီနေတဲ့ပုဂ္ဂိုလ်ဟာအတိတွေဟာအလွတ်လိုဖြစ်လာတယ်တဲ့ဒီစကားလေးကအလုံးမအားရစရာကောင်းတယ်နော်ဒါကြမတို့ဦးဇင်းတို့ဒီတတိပဋ္ဌာန်ဤအတိုင်းရှုမှတ်နေမယ်ဆိုလို့ရှိရင်သိမှတ်နေမယ်ဆိုရင်အတိဉာဏ်တွေဟာဘလို့ဖြစ်လာတယ်သူဖြစ်လာတယ်အဲ့ဒီတတိပဋ္ဌာန်ရဲ့စွမ်းကြောင့်ကိုလှုပ်တဲ့အလုတ်ရဲ့အစွမ်းကြောင့်သူဖြစ်တယ်ဆိုတာဘွားကနေဖြစ်တာမျိုးပြောတာတော့မဟုတ်ဘူးပေါ့နော်အဲ့ဒီအလုတ်ကြောင့်အတိတွေဟာဖြစ်လာတယ်ဘလို့ဖြစ်လာလဲဆိုတော့ငါတန်တန်မှာဒုက္ခဝေဒနာတွေတော့ဖြစ်လာပြီဟောချမ်းသာပြီဆိုလို့ရှိရင်နော်ဒုက္ခဝေဒနာတွေတော့ဖြစ်လာပြီအဲ့ဒီဒုက္ခဝေဒနာဟာဘာကိုအကြောင်းပြုပြီးတော့ဖြစ်တာတော့သူသိနေတာနော်သူသိနေတာနော်ဒါသိပုံလေးကိုမြတ်စွာဘုရားကပြောပြနေတာဟုတ်လားငါတန်တန်မှာဒုက္ခဝေဒနာတော့ဖြစ်လာပြီအဲ့ဒီဒုက္ခဝေဒနာဟာဘာကိုအကြောင်းပြုပြီးတော့ဖြစ်တာတော့အော်ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ဖြစ်တာဟောသိလာတာနော်အဲ့တော့ဒီသူအကြောင်းပြုပြီးတော့ခန္ဓာကိုယ်ကြီးကဘယ်လိုသဘောရှိတော့ဒီခန္ဓာကိုယ်ကြီးဟာမမြဲတဲ့သဘောရှိတယ်နော်ခန္ဓာကိုယ်ဟာဗာလဲမမြဲတဲ့သဘောရှိတယ်ဆင်းရဲတဲ့သဘောရှိတယ်ဒီခန္ဓာကိုယ်ဟာနော်သူလည်းပဲဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတဲ့သဘောသူလည်းအကြောင်းကင်းပြီးတော့ဖြစ်တာမဟုတ်ဘူးအဲ့ဒါလို့မမြဲသောသဘောဆင်းရဲသောသဘောအကြောင်းတရားမကင်းမဲနဲ့ဖြစ်လာတဲ့သဘောရှိတဲ့ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့ဒီဒုက္ခဝေဒနာတွေဘယ်မှာလာပြီးတော့မြဲပါမလဲလို့သူကောင်းကောင်းသိတယ်တဲ့ဒါလေးကိုဦးဇင်းတို့အနှစ်ချုပ်ပြီးတော့ပြောမယ်နော်ငါမှချမ်းသာတဲ့သဘောလေးဖြစ်လာတယ်တ
ဒါကိုဘာကိုအကြောင်းပြုပြီးတော့ဖြစ်လာတာလဲဒါဟာခန္ဓာကိုယ်ကိုအကြောင်းပြုပြီးတော့ဖြစ်တာခန္ဓာကိုယ်ဟာဘယ်လိုသဘောရှိလဲမမြဲတဲ့သဘောရှိတယ်မမြဲသောသဘောရှိသောခန္ဓာကိုအကြောင်းပြု၍ဖြစ်သောဝေဒနာသည်ဘယ်နည်းနဲ့မှမြဲတယ်ဆိုတာမဖြစ်ဘူးလို့သူကောင်းကောင်းသိတယ်တဲ့အဲ့ဒါလို့သိတော့ဘာဖြစ်တုံးဆိုတော့ယခုနကပြောခဲ့တဲ့လောဘတည်းဟူသောရာဂနုတ္တယမကိန်းတော့ဘူးတဲ့အဲ့ဒီအချိန်မှာဒါကိုပြောခြင်းလို့ဦးဇင်းကပြောတာနော်အေးအဲ့ဒါလို့ပဲအခြေအနေအကြောင်းအားလျော်စွာဒုက္ခဝေဒနာဖြစ်လာပြီဆိုရင်လေငါမှဒုက္ခဝေဒနာဖြစ်လာတယ်အဲ့ဒီဒုက္ခဝေဒနာဟာဘာကြောင့်ဖြစ်လဲဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုဖြစ်တယ်ခန္ဓာကိုယ်ကြီးကဘယ်လိုသဘောရှိလဲမမြဲတဲ့သဘောရှိတယ်မမြဲသောသဘောရှိသောခန္ဓာကိုအကြောင်းပြု၍ဖြစ်သောဒုက္ခဝေဒနာသည်ဘယ်နဲ့မှမမြဲနိုင်ဘူးဘယ်လိုလုပ်ပြီးတော့မှမမြဲနိုင်ဘူးအဲ့ဒါလို့သူသိတယ်အဲ့ဒါလို့သိတဲ့အခါမှာပဋိက္ခဏုတ္တယဆိုတဲ့ဒေါသကင်းသွားတယ်တဲ့အဲ့ဒီချိန်မှာမကောင်းဘူးလားဗျာကောင်းတယ်အဲ့ဒါလို့ပဲဥပိ္ပခဝေဒနာခံစားတဲ့အခါမှာလည်းပဲမမြဲသောခန္ဓာကိုအကြောင်းပြု၍ဖြစ်သောဥပိ္ပခဝေဒနာသည်ဘယ်မှာလာမြဲပါမလဲလို့သိပြီးတော့အဝိဇ္ဇာနုတ္တယဆိုတဲ့မောဟကင်းသွားတယ်တဲ့ဥပိ္ပခဝေဒနာနဲ့ပတ်သက်ပြီးတော့ဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တတိပဋ္ဌာန်တရားကိုပွားများနေမယ်တတိတံပစဉ်ရှိပြီးတော့နေမယ်ဆိုရင်ချမ်းသာတာတွေပဲဖြစ်ဖြစ်ဆင်းရဲတာတွေပဲဖြစ်ဖြစ်ဥပိ္ပခဝေဒနာတွေပဲဖြစ်တိုင်းသူတို့ရဲ့သဘာဝအမှန်ကိုနားလည်ပြီးတော့နော်ဒုက္ခဝေဒနာကြောင့်လည်းရာဂနုတ္တယမကိမူဒုက္ခဝေဒနာကြောင့်လည်းပဋိက္ခနုတ္တယမကိမူဥပိ္ပခဝေဒနာကြောင့်လည်းပဲအဝိဇ္ဇာနုတ္တယမကိမူမကောင်းဘူးလားကောင်းတယ်အဲ့ဒါကြောင့်မလို့တန်တရားမှာဆင်းရဲကြောင်းတရားတွေချုပ်သွားတဲ့အတွက်ကြောင့်ဟိုစီမီးတောက်ကလေးတစ်ခုစီလဲကုံသွားတယ်မိစားလဲကုံသွားတယ်မိတောက်ကငြိမ်းသွားတယ်နော်လုံးဝငြိမ်းအေးသွားတယ်ဘာမှဆက်တောက်เสียအကြောင်းမရှိတော့ဘူးဟုတ်ရလားအဲ့ဒါဦးဇင်းတို့ဂေလိညသုတ်တံမှာဒီဝေဒနာတရားတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့အနုတ္တယတရားတွေကိုပယ်ခွာဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုဒါပြောပြတာဟုတ်ရလားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာဏိကုံးချုပ်အနေနဲ့ဘာပြောခြင်းလဲဆိုတော့ဒီဝေဒနာတရားတွေဟာမမြဲဘူးဆိုတာကိုသိဖို့ဟာအရေးအကြီးဆုံးပဲနော်ဝေဒနာတရားနဲ့ပတ်သက်ပြီးတော့မခိုင်မြဲဘူးဒလဇက်ပြီးဆုံးလိုက်နေတယ်ဆိုတဲ့အချက်ကိုသိဖို့ရဟာအရေးကြီးဆုံးပဲအဲ့ဒါလို့မမြဲဘူးဆိုတာကိုသိဖို့အတွက်အထောက်အကူပြုနိုင်တဲ့သုတ်တန်တစ်ပုဒ်ဦးဇင်းတို့ပြောဖို့စိတ်ကူးထည့်ထားတယ်ဟုတ်ရဲ့လားအဲ့ဒါကဘယ်သုတ်တန်တုံးဆိုတော့နန္တကောဝါဒသုတ်တန်တဲ့အဲ့ဒါကိုဏိကုံးချုပ်ပြောပြီးရင်ဦးဇင်းတရားကိုအဆုံးသတ်မှာနော်ဘာသုတ်တန်နန္တကောဝါဒသုတ်တန်တဲ့နန္တကောဝါဒသုတ်တန်ဆိုတာကနန္တကဩဝါဒပါပဲနန္တကဆိုတာကနန္တကမထေဩဝါဒဆိုတာအဆုံးအမပေါ့နော်နန္တကမထေရဲ့အဆုံးအမဩဝါဒကိုမှတ်တမ်းတင်ထားတဲ့သုတ်တန်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်တုန်းကအရှင်နန္ဒကမထေဆိုတာရှိတယ်အဲ့ဒီအရှင်နန္ဒကမထေကသာသနာပေါင်းဝင်ပြီးတော့မကြခင်မှာပဲသူယဟန္တာဖြစ်တယ်ဆိုကြပါစို့နောက်အဘိညာဉ်လည်းရတယ်ပုဗ္ဗေနိဝါဒနုဒတိအဘိညာဉ်ရတော့ရှေးဘဝတွေကိုသူပြန်ပြီးတော့အမှတ်ရတဲ့အသိဉာဏ်လည်းသူ့မှာရှိတယ်အဲ့ဒါလိုနဲ့နောက်တော့မြတ်စွာဘုရားကမိတွေတော်ဂေါတမီထီရီမာကြီးကလျှောက်ထားလို့ယဟန်မိမတွေကိုထေကြီးဝါကြီးယဟန်တွေဟာအမြဲတမ်းဆုံးမရမယ်လို့အလှည့်ကျဆုံးမရမယ်လို့မြတ်စွာဘုရားကအမိန့်ချတယ်ဆိုကြပါစို့ဟုတ်လားအဲ့ဒါဒီပြင်ယဟန်ကြီးတွေထေကြီးဝါကြီးတွေကတော့ယဟန်မိမနော်ဘိက္ခုနီမတွေကိုဆုံးမကြတယ်ဒါပေမဲ့ရှင်နန္ဒကကတော့ဆုံးမဖို့အတွက်အလိုမရှိဘူးတဲ့သူမဆုံးမခြင်းဘာဖြစ်လို့မဆုံးမခြင်းတာလဲဆိုတော့အကြောင်းကရှိတယ်အဲ့ဒီတုန်းကအဲ့ဒီသူဆုံးမရမယ်ဘိက္ခုနီမ900ဟာလွန်ငယ်သောဘဝတစ်ခုတုန်းကသူရှင်ဘုရင်ဖြစ်တုန်းကသူ့ရဲ့မိဖုရားဟောင်း900ဖြစ်ခဲ့ဘူးတဲ့အဲ့ဒါကိုအရှင်မြတ်ကသိနေတယ်နော်သိနေတော့သူကဘယ်လိုစဉ်းစားလဲဆိုတော့ငါလိုသိနိုင်မြင်နိုင်တဲ့ပုံကိုယ်တွေကအခုချိန်ထိကိုဇလန်းတွေကမပြီးသေးပဲကိုလို့သူ့ကိုအဲ့ဒါလိုပြောမှာစိုးပြီးတော့ရှက်နိုးတဲ့အတွက်ကြောင့်မလို့မထေမြတ်ကသွားပြီးတော့မဆုံးမခြင်းဘူးအဲ့ဒါသူ့အလှည့်ရောက်ရင်သူများကိုပဲလွတ်တာအဲ့ဒါနောက်တော့ရှင်အာနန္ဒာကမြတ်စွာဘုရားကိုလျှောက်တာပေါ့ယဟန်မိမတွေကိုရှင်နန္ဒကဟာသွားပြီးတော့ဆုံးမဖို့အလိုမရှိပါဘူးဗျာအဲ့ဒီမှာမြတ်စွာဘုရားကရှင်နန္ဒကကိုခေါ်ပြီးတော့သူဆုံးမမှလည်းပဲတရားသူတရားမြတ်ကိုရမယ်ဆိုတာကိုမြတ်စွာဘုရားကသိတယ်ဒါကလည်းပဲပိဿပေါင်းသူတော်ကောင်းတို့လူတွေဆိုတာကအခုမှဘွားကနေဖြစ်လာကြတဲ့အမျိုးတွေမဟုတ်ဘူးเนาะရှေးတုန်းကဆက်ဆက်မှုဆိုတာကရှိနေတာပေါ့ဟုတ်ရလားရှိနေတော့ဒီဘိက္ခုနီမတွေကလည်းပဲဒီရှင်နန္ဒကရဲ့အပေါ်မှာသူတို့ကစိတ်ထဲကတန်ရောစင်မကုန်းတဲ့သဘောဒါသူတို့မှရှိနေတယ်ဒီဟာကသူတို့လည်းသိချင်မှသိမယ်သူတို့ကတော့မသိပါဘူး
ဘာကြောင့်သူတို့မှဒီလိုစိတ်ဖြစ်တယ်ဆိုတာကိုသူတို့မသိဘူးဟုတ်ရလားဒါပေမဲ့ရှင်နန္ဒကလာပြီးတော့ဆုံးမဖို့ကိုတော့သူတို့ကအများကြီးမျှော်လင့်နေပေါ့အဲ့လိုဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီရှင်နန္ဒကကိုယာမိမတွေကိုသွားပြီးတော့ဆုံးမဖို့အမိန့်ရှိတော့မြတ်စွာဘုရားကအမိန့်ရှိတာဆိုတော့ညင်းမရဘူးပေါ့လေအဲ့ဒါနဲ့ကောသလမင်းကြီးစောက်ထားတဲ့ရာဇိကာယုံကျောင်းကိုကြွသွားတယ်ရှင်နန္ဒကကြွသွားပြီးတော့ဟိုရတော့ဘိက္ခုနီမတွေနဲ့တွေ့တဲ့အခါကျတော့ခင်ထအပ်တဲ့နေရာမှာထိုင်ပြီးတော့အဲ့ဒါဘိက္ခုနီမတွေကအကုန်လုံးစုယုံရောက်လာတဲ့ရှင်နန္ဒကလာပြီးတော့ဆုံးမမယ်ဆိုတော့ဝမ်းသာကြတယ်ပေါ့ဟုတ်လားအဲ့ဒီမှာသူကဘာအစမိန့်လဲဆိုတော့နှမတို့တဲ့ငါအခုစပြီးတော့တရားဟောမယ်သိရင်လည်းသိတယ်လို့ပြောမသိဘူးဆိုရင်လည်းမသိဘူးလို့ပြောစိတ်ထဲကယုံမှားတန်တရားရှိတယ်ဆိုလို့ရှိရင်လည်းအချိန်မရွေးထပ်ပြီးတော့မေးလို့အဲ့ဒါလိုစပြီးတော့ပြောတာအဲ့ဒါလိုပြောတာနဲ့ကိုပဲဘိက္ခုနီမတွေကအရှင်မြတ်တဲ့တရားမဟောရသေးဘူးဒီလိုလေးပြောတာနဲ့ကိုပဲကျင့်နှလှပြီတဲ့ဘိက္ခုနီမတွေကလည်းအဲ့ဒီမှာရှင်နန္ဒကမေးမြန်းပြီးတော့တရားကိုဟောတယ်အဲ့ဒီဘိက္ခုနီမတွေကလည်းသူကဝိပဿနာတရားကိုကြိုးစားအထုတ်နေတဲ့တော်တော်ကိုရင့်ကျက်နေတဲ့ဘိက္ခုနီမတွေပါတကယ်တမ်းကတော့ဟုတ်ရဲ့လားအဲ့ဒီမှာရှင်နန္ဒကဘယ်ကစပြီးတော့တရားကိုဟောလဲဆိုတော့ဦးဇင်းတို့အနှစ်ချုပ်ပြီးတော့ပဲပြောမယ်နော်ပထမဘာကိုမေးလဲဆိုတော့နှမတို့တဲ့ဟောဒီစက္ခုပတာရဆိုတဲ့မျက်စိဟာမြဲသလားမမြဲဘူးလားလို့အရင်မေးတယ်မမြဲဘူးပေါ့နော်ပင်ကိုအတိုင်းငကိုတုံးကအတိုင်းအမြဲတမ်းတီးနေတယ်ဆိုတာရှိသလားပြောင်းလဲမှုမရှိဘူးလားဗျာရှိတာပေါ့ပြောင်းလဲမှုရှိလို့မွဲလာတဲ့မျက်မှန်တွေတက်ရတဲ့အမျိုးမျိုးဒါပြုပြင်နေရတာသူတပုံစံနဲ့ရက်တီနေတယ်ဆိုတာမရှိဘူးဒါဟာကိုတိတိဖြစ်စေမတိတိဖြစ်စေနူးညံ့စွာအမြဲတမ်းပြောင်းလဲနေစေဆိုတာမထင်ရှားဘူးလားထင်ရှားတယ်အဲ့တော့မျက်စိဟာမြဲသလားမမြဲဘူးလားဆိုတော့မမြဲပါဘူးဗျာတဲ့အဲ့ဒီမမြဲတဲ့မျက်စိဟာကောင်းတယ်လို့ပြောမလားဆိုးတယ်လို့ပြောမလားတဲ့မမြဲတာကြီးကိုကောင်းတယ်လို့ပြောမလားဆိုးတယ်လို့ပြောမလားတဲ့မမြဲတာကြီးကတော့ဆိုးတယ်လို့ပဲပြောရမှာပေါ့နော်ဒကာဓမ္မတို့ဈေးထဲသွားပြီးတော့ပစ္စည်းတစ်ခုခုသွားဝယ်တယ်မနေ့ပြန်ရောက်ရင်တော့ပြက်မှာပဲဆိုရင်ဝယ်ခဲ့မလားနော်မင်းမိတာတောင်မှားတယ်ဟုတ်လားနော်ဒါမမြဲဘူးမခိုင်မာဘူးဆိုရင်ဘယ်သူမှဒါကိုအကောင်းလို့မသတ်မှတ်ပါဘူးဟုတ်ရဲ့လားအဲ့တော့မမြဲတဲ့တရားဟာကောင်းလားဆိုးလားလို့ပြောတော့အဆိုးပါတဲ့မကောင်းဘူးတဲ့ဒုက္ခလို့ပြောတယ်အဲ့ဒါလို့ဆိုရင်တဲ့မြဲလဲမမြဲကောင်းလဲမကောင်းတဲ့အဲ့ဒီတရားကိုငါဥစ္စာလို့ငါလို့အဲ့ဒါလို့ဆွဲလန်းသိမ့်ပိုက်ခြင်းကသင့်မှာမလားတဲ့မကောင်းတာကြီးကိုငါဟာလို့လှုပ်သင့်သလားတဲ့ကောင်းလို့လှုပ်ရတယ်ဆိုရင်တော်သေးတယ်ပေါ့အဓိပ္ပာယ်ကဟုတ်လားဒါပေမဲ့ကောင်းတာကလည်းပဲဒီသင်္ခါရတရားတွေထဲမှာမရှိဘူးလို့ဆိုပါတယ်ဟုတ်ရလားအဲ့တော့ဒီမကောင်းတဲ့တရားကြီးမမြဲတဲ့တရားကြီးကိုငါဟာငါဥစ္စာလို့အဲ့ဒါလို့သွဲယူတာမှတ်ထင်တာဟာကောင်းသလားလို့မေးတယ်မကောင်းပါဘူးဖေ။တဲ့မျက်စိနဲ့ပတ်သက်ပြီးတော့အဲ့လိုမေးတာနော်ဒီတစ်ခုပဲဦးဇင်းကအကျေပြောမှနောက်ဟာတွေကြတော့အကျေမပြောတော့ဘူးဟုတ်လားမျက်စိကိုမေးတယ်လို့နာကိုမေးမယ်ပြီးတော့နှာခေါင်းလျှာကိုယ်စိတ်အတွင်းအာယတနာ6ပါးပေးတယ်လို့အားလုံးသိတယ်နော်မျက်စိနားနာလျှာကိုယ်စိတ်အတွင်းအာယတနာ6ပါးကိုမေးတယ်မေးပြီးတော့အရှင်မတွေကဘာပြောလဲဆိုတော့အရှင်ဘုရားတဲ့ဒီအတွင်းအာယတနာ6ပါးဟာမမြဲတဲ့သဘောရှိတယ်ဆိုတာကိုဘုရားတပည့်တော်တို့ဟာကြာမြင့်စွာသောကာလကရင့်ကျက်တဲ့ဝိပဿနာဉာဏ်နဲ့ကောင်းကောင်းသိပြီးသားပါတဲ့နော်သူတို့ဟာအင်မတန်ရင့်ကျက်နေပြီဆိုတာထင်ရှားတယ်နော်အဲ့ဒီအချက်ကိုသူတို့ဗါတဲ့တော့ကောင်းကောင်းသိပြီးသားပါတဲ့ဒါကဘုန်းကြီးကမေးလို့နောက်ကနေပြီးတော့လိုက်ပြီးတော့ဖြေတဲ့အဖြေမျိုးမဟုတ်ဘူးနော်တခါကြီးမိုင်းများမျက်စိဟာမြဲသလားမမြဲဘူးသူများမမြဲဘူးဖြေလို့ကိုယ်ကလည်းမမြဲဘူးလို့ဖြေရတဲ့အဖြေမျိုးမဟုတ်ဘူးတကယ်မမြဲဘူးဆိုတာကိုသူတို့ကောင်းကောင်းသိပြီးသားလို့ပြောတာအဲ့ဒီမှာဆက်ပြီးတော့မေးတယ်အရှင်မြတ်ကနှမတို့တဲ့မျက်စိဖြင့်မြင်ရတဲ့ရူပယုံတွေဟာမြဲသလားမမြဲဘူးလားတဲ့မမြဲပါဘူးတဲ့မမြဲလို့မို့ထပ်ပြီးတော့ရှားရတာပေါ့ဗျာဟုတ်လားမြင်ပြီးသားလေးဒီမြင်တရားအစင်းလေးကထာဝရရှိနေတယ်ဆိုလို့ရှိရင်နောက်ထပ်ပြီးတော့ရှားတဲ့အကြောင်းမရှိဘူးပေါ့ဟုတ်လားဒါပေမဲ့ခက်တာကကိုယ့်ရှိမှတင်ရှိနေတဲ့ဒီအရာကိုမြဲတယ်လို့တော့ထင်နေတာပဲသို့တော်လည်းပဲဘေးသဘောင်းသူတော်ကောင်းတို့တကယ်ပြစ္ဆုတ်ပံတဲ့တယ်နော်ပြစ္ဆုတ်ပံတဲ့တယ်ထိအောင်မိအောင်သိအောင်ကြိုးစားနိုင်လို့ရှိရင်ဒီမြင်ရစေအစင်းတွေဟာမမြဲဘူးဆိုတာကိုကောင်းကောင်းသိနိုင်တယ်နော်ဒကာဓမ္မတို့ဦးဇင်းတို့တွေကတိုက်ကြီးတစ်လုံးကြည့်လိုက်တယ်ဒါမြင်နေတာပဲလေအဲ့တိုက်ကြီးပြိုလဲသွားပြီဆိုမှဟဲ့မမြဲဘူးလို့ဒါမျိုးကိုဆိုလိုတာမဟုတ်ဟုတ်ရဲ့လားအခုမြင်နေစေမှာပဲ तू ဟာအမြဲတမ်းပြောင်းလဲနေစေဆိုတာဒါအလွန်ဒကာဓမ္မတို့တတိဝရိယဉာဏ်ပညာအားကြီးရင်အဲ့ဒါသိနိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်အစင်းဟာမမြဲဘူးတဲ့မမြဲတဲ့အစင်းဟာအဆိုးလားအကောင်းလား
အဆိုးပါမကောင်းမှုပေါ့နော်အဲ့လိုမြဲလဲမမြဲကောင်းလဲမကောင်းတဲ့တရားကိုငါဥစ္စာလို့ငါလို့ဆွဲယူသိမ့်ပိုက်ခြင်းကမတင်တော်ဘူးဟုတ်လားအဲ့ဒါလိုအာယုံ6ပါးကိုဆက်ပြီးတော့ပြောလိုက်မယ်နော်မေးလိုက်မယ်နော်အဲ့တော့ဘယ်နှပါးရှိသွားပြီတော့12ပါးရှိသွားပြီအတွင်းအာယတနာ6ပါးအပြင်အာယတနာ6ပါးနောက်တစ်ပါးဆက်မေးလဲဆိုတော့အဲ့ဒီမျက်စိနဲ့အဆင်းနဲ့တိုက်မိလို့မြင်နေဆိုတဲ့စက္ခုဝိညာဉ်ဝိညာဉ်ပိုင်းကိုရောက်လာတယ်နော်အဲ့ဒီတိစိတ်ကလေးကောမြဲသလားတဲ့သူကပိုးလို့တော့မမြဲသေးတယ်နော်မြတ်စွာဘုရားဟောတာလေးတခုအမှတ်ရတယ်စိတ်ကိုလူတွေကမြဲတယ်လို့ထင်တယ်အဲ့ဒါအလွန်မှားတာပဲတဲ့ဒီခန္ဓာကိုယ်ကြီးကိုမြဲတယ်လို့ထင်တာကမှတော်သေးတယ်မြဲတယ်လို့ထင်ရမယ်လို့မဆိုလိုဘူးเนาะခန္ဓာကိုယ်ကြီးလည်းမမြဲပါဘူးခန္ဓာကိုယ်ကြီးကမှမနေ့တုန်းကလည်းဒီပုံစံလေးနောက်နေ့မှန်ကြည့်တော့လည်းဒီပုံစံလေးဆိုတော့သူကမြဲတယ်လို့ထင်စရာအကြောင်းမရှိဘူးလားရှိတယ်စိတ်ကဘလို့လို့မြဲတယ်လို့ပြောရင်တော့ကြာဟိုဟာသိတယ်တော့ကြာဒီဟာသိတယ်ဒီဟာသိတော့ဟိုဟာသိတယ်ဟာမရှိတော့နောက်ထပ်ဒီပြန်ဟာသိပြန်တယ်အမြဲတမ်းသူကရောက်ရက်ခတ်ပြီးတော့အိမ်ဒီမရတလှုပ်လှုပ်တရားရအမြဲတမ်းပြောင်းလဲပျက်စီးနေတယ်ဆိုတာအလွန်ထင်ရှားတယ်ဒါပေမဲ့တရားဓမ္မတို့ဦးဇင်းတို့တွေကချင်းတွင်းမြေကြီးစီးနေတယ်ဘယ်တော့မှစစီးနေတော့တပည့်တော်မမွေးခင်ဟိုးကပေကဘာကစပြီးတော့စီးနေတယ်အခုလဲစီးနေတယ်ချင်းတွင်းမြေကြီးကိုတခုတည်းလို့ပဲထင်တာနော်ဟာဒီရေတွေပဲလို့ထင်တယ်ဟုတ်သလားအဲ့ဒါနော်ရေကဘယ်လိုဖြစ်နေတော့အမြဲတမ်းပြောင်းလဲနေတယ်နော်ခဏလေးတောင်သူရက်တည်ပြီးတော့မနေဘူးသို့တော်လည်းပဲစိတ်ထဲမှာတော့ဒီမြေကြီးကဖွေးနဲ့အမြဲတမ်းစီးဆင်းနေတယ်အမြဲဆိုတာလေးပါတယ်နော်ဟုတ်လားမြဲတယ်လို့မထင်ဘူးလားဗျာထင်တယ်နော်အဲ့ဒါလိုပဲကိုယ့်ရဲ့စိတ်ဟာလည်းပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာနော်ဘဝတွေရတိုင်းစိတ်ကတော့ပါမလာဘူးလားပါတာပေါ့ဗျာဟုတ်လားစိတ်မပါလို့ဘယ်ဖြစ်မလို့ဟုတ်လားအဲ့ဒီစိတ်ဟာနော်ဒီမြစ်ကြီးစီးဆင်းနေသလိုပါပဲတကယ်တမ်းကတော့နော်တသွင်သူဟာပြောင်းလဲရင်းနဲ့စီးဆင်းနေတာဟုတ်လားဒါကြောင့်စိတ်ဟာအရှိတရားမဟုတ်ဘူးတဲ့နော်ဗမာခချုပ်စတော်ကြီးဟောတာကိုပေးသက်ပေါင်းသူတော်ကောင်းတို့နားပြီးတော့ကြည်အဲ့ဒီစာအုပ်တွေကိုဖတ်ကြည့်ပို့ပြီးတော့ရှင်းလိုက်မယ်စတော်ကြီးကပို့ပြီးတော့ကျွမ်းကျင်တာဆိုတော့ပြောတာပိုကောင်းတယ်ဟုတ်လားစိတ်ဟာအရှိတရားမဟုတ်စိတ်ဟာအဖြစ်တရားတဲ့နော်ဖြစ်เสียအကြောင်းရှိလို့ဖွာကနေဖြစ်လာဖြစ်တာတော့ဒလဇက်ဖြစ်နေတာသူကအဲ့ဒါဦးဇင်းတို့ဘာနဲ့ဥမာပေးတော့ဆိုတော့ကျမ်းဂန်တွေထဲမှာစောင်းနဲ့ဥပမာပေးတယ်နော်ဦးဇင်းတို့စောင်းထဲမှာအတန်ဆိုတာမရှိဘူးကျူးထဲမှာလည်းအတန်ဆိုတာမရှိဘူးသို့တော့တိခတ်လိုက်တဲ့အခါမှာအတန်ဆိုတာဖြစ်လာတယ်သူဟာအဖြစ်တရားပဲအဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့စိတ်ဆိုတာဒီအာယုန်နဲ့ဝတ္ထုကိုအကြောင်းပြုပြီးတော့စိတ်ဆိုတာဖြစ်တယ်ဝတ္ထုဆိုတာကမျက်စိနာနာလျှာကိုစိတ်ကိုပြောတာနော်သူကဘုံကြီးဝါဒတွေဖြစ်နေတာဟုတ်လားအာယုန်ဆိုတာကတော့ပေးတဲ့သူသိတယ်နော်အဲ့ဒီအာယုန်နဲ့ဓာရကိုအကြောင်းပြုပြီးတော့တရားဓမ္မတို့ဦးဇင်းတို့စိတ်ဆိုတာဖြစ်တာအကြံဉာဏ်အဖြစ်အဲ့လိုနားလည်ထားရမယ်ဟုတ်ရလားဖြစ်ပြီးတော့တောက်လျှောက်ပဲမရှိတော့ဘူးနောက်ထပ်တစ်ခုကိုသိပြန်တယ်မရှိတော့ပြန်ပြီနောက်ထပ်တစ်ခုကိုသိပြန်တယ်အဲ့ဒါလို့သူကသိပြီးတော့တတိပြီးတတိဒီဟာသိပြီးရင်နောက်ဟာသိတယ်နောက်ဟာသိပြီးရင်ဒီဟာသိတယ်ဆိုတာမရှိတော့ဟုတ်လားမမြင်ဘူးလားဗျာမြန်တယ်အခုဝိညာဉ်ကိုပြောနေတာနော်အဲ့ဒီမြင်သိစိတ်တွေဟာမြဲသလားမမြဲဘူးလားတဲ့မမြဲပါဘူးဗျာတဲ့စိတ်ကပိုလို့တောင်မမြဲဘူးလို့သိရမှာဟုတ်ရလားစိတ်လောက်မြန်ဆန်ဖြစ်ချင်းပြက်ချင်းသဘောတရားဆိုတာဒီပြင်တခြားမရှိဘူးစိတ်ဟာအမြန်ဆုံးပဲဟုတ်ရလားအဲ့ဒါလို့ဝိညာဏတ္တ6ပါးမြင်သိစိတ်ကြားသိစိတ်နာမ်သိစိတ်ပေတတို့အလုံးသိတယ်နော်အဲ့တော့ဦးဇင်းတို့ဘယ်နှပါးဖြစ်သွားတော့18ပါးဖြစ်သွားတယ်ဓာတ်18ပါးလို့ကိုဆိုလို့မရဘူးလားရတယ်အဲ့ဒါလို့ဓာရ6ပါးအာယုံ6ပါးဝိညာဉ်6ပါးမင်းမြန်စီစစ်ပြီးတော့ဘာဆက်ပြီးတော့အရှင်မြတ်ကအမိန့်ရှိလဲဆိုတော့နှမတို့တဲ့ဥပမာတစ်ခုပြောမယ်တဲ့စီမီတောက်ကလေးတစ်ခုကိုကြည့်တဲ့နော်အဲ့ဒီစီမီတောက်ကလေးမှာစီဟာလည်းမမြဲတဲ့သဘောရှိတယ်တဲ့မီးစာဟာလည်းမမြဲတဲ့သဘောရှိတယ်တဲ့အဲ့ဒီစီနဲ့မီးစာကိုအကြောင်းပြုပြီးတော့ဆွဲလောင်နေတဲ့မီးတောက်မီးလျံလေးဟာလည်းမမြဲတဲ့သဘောရှိတယ်တဲ့ဟုတ်တာပေါ့မမြဲတဲ့စီမမြဲတဲ့မီးစာကိုအကြောင်းပြုပြီးတော့လောင်သောမီးသည်ဘယ်နည်းနဲ့မှအမြဲဆိုတာမရှိဘူး။ဖျောင်းနိုင်လေးတစ်ခုကိုစဉ်းစားကြည့်နော်။စရင်တောက်လာတဲ့မီးတောက်လေးဟာလက်တစ်လောက်ကုန်သွားပြီဆိုရင်မီးတောက်ချင်းတူနိုင်မလား။ဟုတ်တော့ဖျောင်းလည်းမတူတော့ဘူးမီးစာလည်းမတူတော့ဘူးလေ။အရင်မီးစာနဲ့စီကိုလောင်ခဲ့တဲ့မီးဟာကုန်သွားပြီ။အခုတဖြည်းဖြည်းနဲ့တိုးလာလေမီးစာရောမီးရောမီးစာရောစီရောပြောင်းမသွားဘူးလားပြောင်းသွားတယ်အဲ့လိုဆိုမီးလည်းပဲပြောင်းသွားပြီပေါ့မထင်ရှားဘူးလားထင်ရှားတယ်အဲ့ဒါအရှင်မြတ်ကဒါကိုဥမာပေးတာ
စီလည်းမမြဲဘူးမိစားလည်းမမြဲဘူးအဲ့ဒီမမြဲတာကိုအကြောင်းပြုပြီးတော့တောက်လောင်နေတဲ့မီးတောက်ကလေးလည်းမမြဲဘူးတဲ့ထင်ရှားတယ်နော်တဲ့ထင်ရှားတယ်နော်အေးအဲ့ဒါလို့စီလည်းမမြဲမိစားလည်းမမြဲမီးတောက်လည်းမမြဲပါဘဲနဲ့အဲ့ဒီမီးတောက်ကြောင့်ဖြစ်လာတဲ့အယောင်ကလေးကိုကြမှမြဲတယ်လို့ပြောမယ်ဆိုရင်တော့ဘယ်လို့မှသဘာဝမကျတော့ဘူးတဲ့အယောင်လေးဆိုရင်တော့ဘယ်လို့မှမြဲတယ်လို့မဆိုနိုင်တော့ဘူးမမြဲသောအရာတွေကိုအကြောင်းပြုပြီးတော့ဖြစ်လာတာမို့သူ့ကိုမြဲတယ်လို့ပြောလို့မရဘူးပေါ့ဟုတ်ရဲ့လားအဲ့ဒါလိုပဲတဲ့နှမတို့တဲ့ဒီမျက်စိနားနာလျှာကိုယ်စိတ်ဆိုတဲ့အတွင်းအာယတနာ6ပါးကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ဝေဒနာတရားတွေဟာမျက်စိမှမမြဲပါပဲနဲ့မမြဲတာကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့ဝေဒနာတွေဟာဘယ်မှာသာမြဲပါမလဲလို့ဒါကိုပြောတာဒါလေးကိုပြောချင်လို့ဦးဇင်းကဒီသုတ်တံကိုပြောပြတာနော်အေးစီမီတောက်ဥပမာနော်စီလည်းမမြဲမိစားလည်းမမြဲမိတောက်လည်းမမြဲအယောင်ကြမှမြဲတယ်လို့မဖြစ်နိုင်ဘူးအဲ့ဒါလိုပဲမျက်စိနာနာလျှာကိုယ်စိတ်မမြဲသောအာယတနာကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ဝေဒနာဟာဘယ်မှာလားမြဲပါမလဲတဲ့ဒါတစ်ချက်နောက်တစ်ချက်ဘာဆက်ပြီးတော့ဥမာပေးလဲဆိုတော့နှမတို့တဲ့သစ်ပင်ကြီးတစ်ပင်ကိုကြည်ပါတဲ့အမြင့်ဟာလည်းမမြဲဘူးတဲ့ပင်စီဟာလည်းမမြဲဘူးတဲ့အခက်အလက်ဟာလည်းမမြဲပါဘူးတဲ့အဲ့ဒီမမြဲသောအမြင့်ပင်စီအခက်အလက်ကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့အရေးကိုကြမှမြဲတယ်လို့ပြောလို့မဖြစ်နိုင်ဘူးတဲ့နော်ဒါဥမာနော်အဲ့ဒါလိုပဲတဲ့အစင်းအတန်အနတ်အရသာအတွေ့အထိအကြံစီဓမ္မယုံလို့ဆိုတဲ့နော်ဘာဟိတာယရဏအာယုံ6ပါးကိုအကြောင်းပြုပြီးတော့ဝေဒနာဆိုတာဖြစ်တာပါတဲ့ချမ်းသာတဲ့ဆင်းရဲတဲ့ဥပိ္ပခာဆိုတာတွေဟာဒီအာယုန်တွေကိုအကြောင်းပြုပြီးတော့ဖြစ်တာဟုတ်လားစောသောကပါလေဒီမျက်စိနာနာလျှာကိုယ်စိတ်ကိုအကြောင်းပြုပြီးတော့ဖြစ်တာအဲ့ဒါကိုကြတော့ပေးတဲ့ဥပမာကစီမီကွက်နော်ခုအာယုန်တွေကိုအကြောင်းပြုပြီးတော့ဖြစ်တယ်ဆိုတာနဲ့ပေးတဲ့ဥပမာကြတော့သစ်ပင်တစ်ပင်ဖြစ်နေတယ်ဟုတ်ရလားအေးအဲ့ဒါလို့အာယုန်တွေကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့ဒီဝေဒနာတရားဟာအာယုန်မှမမြဲပါဘူးဆိုရင်ဒီဝေဒနာဟာလည်းခံစားမှုဟာလည်းအမြဲဆိုတာမဖြစ်နိုင်ဘူးလို့ဒီလိုပြောရတယ်ဟုတ်ရလားအဲ့ဒါလိုပြောပြီးတော့မှမထေမြတ်ကဘာဆက်ပြောလဲဆိုတော့အဲ့ဒီတုတ်တန်လေးကိုတော့ဦးဇင်းတို့ဆုံးအောင်ပြောလိုက်မယ်နော်မထေမြတ်ကဘာဆက်ပြောလဲဆိုတော့နှမတို့တဲ့အင်မတန်နွားတက်တဲ့နေရာမှာလိမ္မာကျွမ်းကျင်တဲ့နွားတက်သမားကနော်အဲ့ဒီနွားတက်သမားကနွားတကောင်ကိုတက်ပြီးတော့အဲ့ဒီနွားကိုအကောင်မပြက်စေဘဲနဲ့အပေါ်ယံအရေခွန်နဲ့အတွင်းကအသားကိုယ်တွေကိုမပြက်စေဘဲနဲ့အပေါ်ယံအရေပြားအပေါ်ယံအရေကြီးနဲ့ကြားထဲကအမြီးတွေအကျော်တွေအဆက်တွေကိုအလွန်ထက်တဲ့ဓာတ်နဲ့အကုန်လှိဖြတ်ထားတယ်နော်လှိဖြတ်ပြီးတော့အဲ့ဒီသေးကြီးကိုခွာလိုက်တယ်ခွာပြီးတော့မှအနေအထားမပြက်ပြန်ပြီးတော့အုပ်ထားလိုက်တယ်နော်ပြန်ပြီးတော့အုပ်ထားလိုက်တယ်အဲ့တော့အရေခွန်ကြီးနဲ့အထဲထဲကအသားကိုယ်တွေနဲ့ဟာလုံးဝဆက်ဆက်မှုမရှိတော့ဘူးသို့တော့အုပ်တော့အုပ်ထားတယ်နော်အဲ့ဒါကိုဒီအရေးကြီးနဲ့အတွင်းကိုယ်တယ်နဲ့ဟာဆက်ဆက်နေတယ်လို့ပြောရင်ဒါအမှန်ပြောရမရောက်ဘူးတဲ့။ဘာဖြစ်လို့လဲ။အထက်ထဲကအကျိုးတွေအမြည်ပြားတွေအဆက်တွေကိုအကုန်လုံးထက်လာစွာသောဓာတ်ဖြင့်လှိဖြတ်ထားပြီးသားဖြစ်လို့ပဲတဲ့။ဆိုလိုချက်အဓိပ္ပာယ်ကိုနားလည်ဖို့အတွက်ဥပမာကိုငါပြောခဲ့တာတဲ့မထေမြတ်ကဟုတ်လား။ဒီနေရာမှာဒီနွားကြီးရဲ့အပေါ်ယံအရေးပြားအရေးတဲ့အကိုယ်တဲ့ဆိုတာကအဲ့ဒါပြင်ဘက်ကအာယုံ6ပါးကိုပြောတာတဲ့နော်အတွင်းကိုယ်တယ်ကြီးဆိုတာကအဲ့ဒါအတွင်းအာယတနာ6ပါးဆိုတဲ့မျက်စိနာနာလျှာကိုယ်စိတ်ကိုပြောတာတဲ့အဲ့ဒီအတွင်းနဲ့အပြင်ကိုဆက်ဆက်နေတဲ့အမြည်ပါတို့အကျော်တို့အဆက်တို့ဆိုတာကနန္ဒီရာဂဆိုတဲ့တဏှာလောဘကိုပြောတာတဲ့ဟုတ်လားအဲ့ဒါကိုဖြတ်တောက်ပြစ်နိုင်တဲ့အင်မတန်ထက်လှစွာသောတာလီတာဆိုတာကအရိယာမပညာကိုပြောတာတဲ့ဥပမာဘယ်နှမျိုးပြောလိုက်တော့သူ၄မျိုးပြောတာနော်ပြင်ဘက်ကအရေးတယ်ကြီးရဲ့အတွင်းကိုယ်တယ်ရဲ့ဆက်ဆက်နေတဲ့သဘောရဲ့ဖြတ်တောက်ပြစ်နိုင်တဲ့ဓာတ်ရဲ့ပေါ့ဟုတ်ရလားအေးအဲ့ဒါလို့အရှင်မြတ်ကဒါပေတဲ့ပေါင်းသူတော်ကောင်းတို့ဒီလောက်ပြောလိုက်တယ်ဆိုရင်ဘာကိုဆိုလိုတယ်ဆိုတာသိပြီးသားပဲနော်အေးအဲ့ဒီဆက်ဆက်မှုတွေကိုပြတ်တောက်သွားအောင်ဖြတ်တောက်ပြစ်နိုင်တဲ့အစွမ်းရှိတာကဘာလဲအရိယာမဉ္ဇဉ်တည်းဟူသောဒါပါမဂ္ဂင်၈ပါးတည်းဟူသောဒါပါလို့နားလည်ရမှာအဲ့ဒီမှာအရှင်မြတ်ကနှမတို့တဲ့ဒီသာသနာတော်မြတ်ကြီးမှာနိဗ္ဗာန်ကိုရလိုတဲ့စိတ်နဲ့တန်တရားဝဆင်းရဲကလွတ်မြောက်လိုတဲ့စိတ်နဲ့ဘုဇင်မြတ်တရား9ပါးကိုပွားများကြမယ်ဆိုလို့ရှိရင်ချမ်းသာတဲ့ချမ်းသာမှန်ကိုနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့အာသောတရားကုန်ခန်းလိုက်မယ်လို့အရှင်မြတ်ကအဲ့ဒါလိုဟောတယ်အဲ့ဒါလိုဟောပြီးတော့ဘိက္ခုနီမတွေကလည်းသဘောကျပြီးတော့အဲ့ဒါတရားနေကုန်ဆုံးပြီးတော့ပြန်လာတယ်ပေါ့ဗျာ
ပြန်လာတော့မြတ်စွာဘုရားဒီရောက်တော့မြတ်စွာဘုရားကခြေသားနန္ဒကာတဲ့မနေ့ဖြံမှလည်းပဲတင်သွားပြီးတော့ဒီတရားကိုပဲဒီပုံစံတိုင်းဟောပါတဲ့နော်အခုသူသွားပြီးတော့ဟောတာကဦးဇင်းတို့14ရက်နေ့အဖိတ်နေ့ညကြီးကိုသူသွားဟောတာနောက်နေ့လာပြီနေ့ညပေါ့နော်အဲ့တော့နောက်နေ့လာပြီနေ့ညကြတော့အရှင်မြတ်ကြီးကသွားပြီးတော့ဟောတယ်နောက်နေ့သွားဟောတော့ဒီပုံစံတိုင်းဟောတာဒီတရားကိုတလုံးမကြံအတူတူဟောတာအဲ့ဒီထာလည်းဟောလည်းပြီးရောအဲ့ဒီဘိက္ခုနီမတွေအကုန်လုံးဟာအရိယာဖြစ်ကြတယ်အနှိမ်ဆုံးသောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်လို့ဆိုတယ်နော်အဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားကရှင်နန္ဒကကိုဘယ်လိုအမိန့်ရှိလဲဆိုတော့နန္ဒကတဲ့မနေ့တုန်းကမင်းဟောလိုက်တဲ့တရားကိုဘိက္ခုနီမတွေနာတော့ကဘိက္ခုနီမတွေရဲ့စိတ်ထဲမှာဝမ်းမြောက်တဲ့စိတ်ဝမ်းသာတဲ့စိတ်တွေတော့ရှိတယ်တဲ့ဒါပေမဲ့အတွေးအကြံတွေကမပြည့်စုံသေးဘူးတဲ့ဆိုလိုတာကဒီတရားနဲ့ပတ်သက်ပြီးတော့အယံကြီးကြဲကြဲပြန့်ပြန့်ရင်းရင်ကြဲကြဲသူတို့မသိသေးဘူးပေါ့ဆိုလိုတာကဟုတ်လားဒီနေ့သင်ဟောလိုက်တဲ့တရားကိုနားပြီးတော့ဝမ်းမြောက်တဲ့စိတ်လည်းရှိတယ်အတွေးအကြံတွေလည်းပြည့်စုံသွားတယ်တဲ့ဥပမာဘာနဲ့တူလဲဆိုရင်မနေ့တုန်းကသင်ဟောတာကိုနားပြီးတော့ဘိက္ခုနီမတွေရဲ့စိတ်ထဲမှာအဖိတ်နေ့လလို့လဟာပြည့်ပြည့်ဝဝကြီးမဖြစ်သေးဘူးပေါ့ဟုတ်လားအဖိတ်နေ့ဥပုံနေ့ကဟောတဲ့နေ့မဟုတ်ဘူးပေးတဲ့ဥမာဖြစ်နေတာဟုတ်လားနော်ဒီနေ့ဟောလိုက်တဲ့တရားကမှလာပြီနေ့ညလို့ဝိုင်းဝိုင်းဆက်ဆက်အလုံးဟာပြည့်စုံသွားတယ်တဲ့ဒီအချက်ကိုလည်းပဲပေးတဲ့ပေါင်းသူတော်ကောင်းတို့သတိထားစရာတခုတော့ရှိတာပေါ့နော်တရားတစ်ပုဒ်ကိုထပ်နာခြင်းအပြင်အတိညာဏ်တိုးလာနိုင်တယ်ဆိုတဲ့အချက်ဟုတ်လားဒါကဦးဇင်းတို့လည်းပဲဒီသဘောလေးကိုခံစားလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့စာတစ်ပုဒ်ကိုငငယ်တုန်းကဖတ်ခဲ့တာနဲ့အခုကြီးလာတော့ပြန်ဖတ်တာဟာသိပုံချင်းလည်းမတူဘူးခံစားရပုံချင်းလည်းမတူဘူးစာကတော့ဒီစာပဲကိုယ့်ရဲ့ခံယူနိုင်တဲ့ဉာဏ်ကွာသွားတဲ့သဘောပေါ့သိမြင်တဲ့ရှုမြင်သုံးသပ်တဲ့ဉာဏ်တွေလည်းကွာသွားတဲ့သဘောပေါ့ဟုတ်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းတော်ကောင်းတို့ဦးဇင်းတို့အကြံပေးခြင်းနဲ့ဗျာတရားနာပြီဆိုရင်ကိုတကယ်ကြိုက်တယ်ကိုစိတ်ထဲမှာလှိုက်လိုက်လဲကိုဖြစ်ရတယ်ဆိုတဲ့တရားမျိုးကိုမှတ်တာကြိုက်တယ်ဆိုတာအလကားကြိုက်တာမဟုတ်တိုက်ဆိုင်လို့ကြိုက်တာကိုနားလေလို့ကြိုက်တာကိုနဲ့သင့်လို့ကြိုက်တာဟုတ်ရဲ့လားတရားဆိုတာကတော့မသိဘူးဆိုတာတော့မရှိပါဘူးဟုတ်လားသို့တော့အထူးထူးကဲကဲဒါကိုကြိုက်ပြီးဆိုတဲ့ကိုကစားကိုနဲ့ဒီတရားမှာဆက်ဆက်မှုရှိနေတယ်ဆိုတာကိုနားလည်ထားမယ်ဟုတ်လားအဲ့ဒါကိုဘာလို့ထားမှာတော့မှတ်ထားရမယ်ထပ်နာပြီးတော့အဲ့ဒီတရားမျိုးကိုဟုတ်ရဲ့လားအဲ့ဒါလိုပဲစာတစ်ခုဖတ်ပြီးဆိုလို့ရှိရင်လည်းကြိုက်တဲ့စာကိုမှတ်ထားပါကြိုက်တဲ့အပုဒ်ကိုမှတ်ထားပါဟုတ်ရဲ့လားအဲ့ဒါကိုဘာလို့ရမလို့ထပ်ပြီးတော့လေ့လာဖို့လိုပါတယ်ဟုတ်ရဲ့လားအခုဒီတရားကိုပဲတော့ဦးဇင်းတို့ဒါဦးဇင်းတို့လည်းဖတ်ကြည့်ပါတယ်တလုံးမကြံဣတိမလွယ်မှတ်တမ်းတင်ထားတာအရင်နေ့ကဟောတာလည်းဒါပဲနောက်နေ့ဟောတာလည်းဒါပဲသို့တော့အရင်နေ့တုန်းကဟောတာကတရားတူမရဘူးနောက်နေ့ဟောတာကိုနားလိုက်တော့မှတရားတူကရသွားတယ်ပေတပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့အိန္ဒြေတွေအရင်အနုဆိုတာကလည်းစကားပြောတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်နော်ဒါကြောင့်နန္ဒကောဝါဒသုတ်တံတဲ့ဦးဇင်းတို့ဒီနေရာမှာအဓိကပြောလို့ရင်းကဘာလဲမမြဲတာတွေကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားချက်ဝေဒနာတွေဟာမြဲတယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတဲ့အတွေးကလေးပေါ့ဟုတ်ရလားအဲ့ဒါကိုဥပမာဘယ်နှချက်နဲ့ပြောလဲနှစ်ချက်နဲ့ပြောတယ်နော်စီလည်းမမြဲမိစားလည်းမမြဲမိတောက်လည်းမမြဲအဲ့ဒီမမြဲသောအရာတွေကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့မီးရောင်ကြမှမြဲတယ်ဆိုတာတဘာဝမကြဘူးဟုတ်လားအဲ့ဒါလိုပဲမျက်စိနာနာလျှာကိုစိတ်တို့သည်မမြဲကြဘူးမမြဲသောမျက်စိနာနာလျှာကိုစိတ်ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားချက်အမျိုးမျိုးတို့သည်မမြဲကြဘူးလို့နားလည်ရမယ်ဒါကပထမဥမာပေါ့နော်နောက်ဥမာကဘာလဲဗျာအမြင့်လည်းမမြဲပင်စီလည်းမမြဲအခက်အရွက်လည်းမမြဲတဲ့အဲ့ဓာတွေကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့အရိပ်ကြမှာမြဲတယ်ဆိုရင်တော့တဘာဝမကြဘူးဟုတ်ရဲ့လားအဲ့ဒါလိုပဲအစင်းအတန်အနတ်အရသာအတွေ့အထိဓမ္မယုံဆိုတဲ့အာယုံ6ပါးတို့သည်မမြဲကြဘူးဟုတ်လားမမြဲသောအာယုံကိုအကြောင်းပြု၍ဖြစ်ပေါ်လာသောအမျိုးမျိုးသောဆင်းရဲခြင်းချမ်းသာခြင်းအလေအလတ်ဥပိ္ပခာအစရှိတဲ့ဝေဒနာတရားတွေဟာဘယ်နည်းနဲ့မှမြဲတယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတာကိုနားလည်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့အကြောင်းအားလျော်ဆိုတာဖြစ်လာတဲ့ဝေဒနာတရားခံစားချက်တရားတွေကိုမမြဲဘူးလို့သိဖို့မလိုဘူးလားလိုပါတယ်အဲ့ဒီမမြဲဘူးလို့သိမှသားလျင်ချမ်းသာတဲ့ဒုက္ခဝေဒနာနဲ့တွေ့လည်းပဲရာဂနုတ္တယမကိမ့်မဲနဲ့ချမ်းသာခွင့်ရကြ
နော်ဆင်းရဲတဲ့ဒုက္ခဝေဒနာနဲ့တွေ့လို့ရှိရင်ပဋိက္ခနုတ္တယဆိုတဲ့ဒေါသမကိမ့်မဲနဲ့ချမ်းသာခွင့်ရကြဥပေက္ခဝေဒနာနဲ့တွေ့လာရင်လည်းပဲအဝိဇ္ဇာနုတ္တယဆိုတဲ့မောဟမကိမ့်မဲနဲ့ချမ်းသာခွင့်ရကြမယ်ဟုတ်ရလားအဲ့ဒီမမြဲတာကိုမမြဲဘူးလို့သိရင်သိချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလို့ဒီတတိပဋ္ဌာန်နိလန်အတိုင်းကြိုးစားရမယ်ချမ်းသာရင်ချမ်းသာတယ်လို့သိပါဆင်းရဲရင်လည်းဆင်းရဲတယ်လို့သိပါဥပေက္ခဖြစ်နေရင်လည်းဥပေက္ခဖြစ်နေတယ်လို့သိပါအဲ့ဒါလို့တိနေပါများရင်ဉာဏ်ဟာမဖြစ်လာမလို့ရင့်ကျက်လာမယ်ဟိုမြတ်စွာဘုရားဟောထားတာလေးတခုခေါင်းထဲမှာဖြတ်ခနဲ့အမှတ်ရတယ်ဒုက္ခဝေဒနာကိုဒုက္ခလို့ရှုပါတဲ့မြတ်စွာဘုရားကဒုက္ခဝေဒနာကိုဒုက္ခလို့နားလည်ပါတဲ့ဒုက္ခဝေဒနာကိုမြားဆူးသလိုညောင်ဆူးသလိုအောက်မိပါတဲ့ဥပေက္ခဝေဒနာကိုကြတော့မမြဲဘူးလို့နားလည်ပါတဲ့တထဗသုတ်တံဆိုပြီးတော့ဟောထားတာရှိအဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့ဒီဝေဒနာနုပဒနာကမ္မထံကိုသာစီးပြင်းနေမယ်ဆိုရင်အဲ့ဒီအမြင်ဟာအလို့လို့ရလိမ့်မယ်လို့ဦးဇင်းထင်တယ်နော်ဒုက္ခဝေဒနာကိုဘယ်နဲ့ကြောင့်ဆင်းရဲတယ်လို့မြတ်စွာဘုရားကပြောရတယ်လေဆိုတော့မမြဲတာကိုအကြောင်းပြုပြီးတော့ဆင်းရဲတယ်လို့ပြောရတာဟိုယဟန်တစ်ပါးကမြတ်စွာဘုရားကိုမေးတာရှိတယ်မြတ်စွာဘုရားတဲ့မြတ်စွာဘုရားကဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဆိုပြီးတော့ဝေဒနာတရားတွေကိုဟောတယ်ဘုရားတဲ့အဲ့ဒါလိုလဲဟောသေးတယ်ပြီးတော့ဝေဒနာမှန်သမျှဒုက္ခလို့လဲပြောတယ်ဘုရားတဲ့အဲ့ဒါဘယ်လိုနားလည်ရမလဲတဲ့နော်ဒုက္ခဝေဒနာလို့ကမြတ်စွာဘုရားမဟောဘူးလားဟောတယ်ပြီးတော့ဝေဒနာမှန်သမျှခံစားချက်မှန်သမျှဒုက္ခပဲလို့တလုံးနဲ့ကမဟောဘူးလားဟောတယ်အဲ့ဒါဘယ်လိုမှတ်ရမလို့တဲ့အဲ့တော့မြတ်စွာဘုရားကယဟန်တဲ့ဒုက္ခလို့ပြောတာဟာဒုက္ခဝေဒနာကိုဒုက္ခလို့ပြောတာဟာမမြဲတာကိုအကြောင်းပြုပြီးတော့မမြဲလို့မို့သူ့ကိုဒုက္ခလို့ပြောတာတဲ့သဘောပေါက်ရလားနော်မမြဲလို့မို့သူ့ကိုဘယ်လိုပြောတယ်ဒုက္ခလို့ပြောတာတဲ့ခံစားရတာဆင်းရဲလို့သူ့ကိုဒုက္ခလို့ပြောတာမဟုတ်ဘူးဟုတ်ရလားအဲ့ဒီဒုက္ခဝေဒနာသည်မမြဲဘူးဆိုတဲ့အကြောင်းကြောင့်သူ့ကိုဒုက္ခလို့ပြောတာတကယ်တမ်းကဒီဒုက္ခကိုဒုက္ခလို့ပြောတဲ့အကြောင်းတွေကတော့အများကြီးရှိတယ်လို့ထင်တယ်နော်ဒီဒုက္ခဝေဒနာလေးကိုမမောကြလို့ပဲမဆုံးနိုင်အောင်ဒုက္ခတွေကိုရင်ဆိုင်နေကြရတယ်လို့ဒီအချက်ကိုပြောရင်ပိဿပေါင်းသူတော်တို့ဘယ်သူညင်းနိုင်မလို့ချမ်းသာတစ်ခုမမောမှုကြောင့်ပုရွရွဖြစ်သမျှတို့ဒုက္ခပင်လေကျေထက်ကျေသည်ရွယ်တိုင်းမမြောက်နိုင်ပါတကားတဲ့နော်ချမ်းသာလိမ့်နိုးနိုးနဲ့ချမ်းသာလေးကိုရှာရင်းနဲ့ဒုက္ခကြီးနဲ့ကြီးတိုးနေတာရှာတာကတော့ချမ်းသာပဲနော်အဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ဟိုလေဒီဆိုတော်ဘုရားကြီးပေးတဲ့ဥမာတစ်ခုလည်းရှိတယ်ဒုက္ခဝေဒနာဟာအလွန်ကြောက်စရာကောင်းတယ်တဲ့သူကဘာနဲ့ဥမာပေးတော့ဆိုတော့ဆိုတော်ဘုရားကြီးကဟိုဈေးထဲမှာစီပင်သားယာကခွေးတွေကိုခွေးလေနေကိုအမဲသားကိုအစိတ်ခတ်ပြီးတော့ချက်ပြီးတော့ကျွေးပြီးတော့တတ်ကြတာတွေရှိတယ်တဲ့ဒါဆရာတော်ကြီးတို့ခေတ်ကရှိလို့နေမှာပေါ့ဟုတ်လားအဲ့ဒါကိုဥမာပေးတယ်ဆရာတော်ကြီးကအဲ့တော့ဒီအမဲသားကိုအစိတ်ခတ်ပြီးတော့ချက်ပြီးတော့ကျွေးတော့အမဲသားနံလေးဆိုတော့မှုှေးကြိုင်နေတာကိုစားကျင်တာပေါ့အစိတ်ပါတယ်လို့ तू မသိဘူးလေဟုတ်လားအဲ့တော့ဒီခွေးကဘာဖြစ်လိုက်တော့စားပလိုက်ကြောစားပြီးတော့အစိတ်ကြောင့်သေရောအဲ့တော့တကယ်လို့သာဒီဟာကအမဲသားမဟုတ်ဘူးအစိတ်တုံးကြီးဆိုရင်ဒီခွေးဟာစားမလားမစားဘူးဒီအမဲသားပါလို့သာလည်းစားရတာအဲ့တော့ဆရာကြီးကဘယ်လိုပြောလဲဆိုတော့ပြောတာကတော့တော်တော်ပြောင်ပြောက်ပါတယ်နော်ကြောက်ခဲကိုအစိတ်ခတ်ပြီးချက်ကျွေးမယ်ဆိုရင်ဘယ်ခွေးမှစားမှာမဟုတ်ပါဘူးတဲ့ဆိုလိုတာကဟုတ်ရဲ့လားဆိုလိုတာကဒီဒုက္ခဆိုတာလေးပါနေလို့ဒုက္ခဆိုတာတွေ့ရအဲ့တော့ဒုက္ခဟာဒုက္ခတွေ့ဖို့အတွက်အကြီးအကျယ်ဖြာယောင်သွေးဆောင်လာတဲ့ကောင်ပဲသူသွေးဆောင်ဖြာယောင်တာကိုခံရလို့ဒုက္ခနဲ့တွေ့ရတာအဲ့တော့ဒုက္ခကိုလိုချင်လို့သာလျင်ဒုက္ခနဲ့တွေ့ကြရတာအစကဒုက္ခကိုမလိုချင်ဘူးဆိုရင်ဒုက္ခတွေ့စရာအကြောင်းမရှိဘူးဒါအကျဉ်းမြင်ပြောတာနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုယ့်ဘဝမှာအစင်မပြေတဲ့ဒုက္ခတွေစိတ်ဆင်းရဲမှုတော်တော်များများတွေ့ပြီဆိုလို့ရှိရင်နော်ဒုက္ခလေးကိုမမိတဲ့လက်ချက်ပဲဆိုတာလေးကိုနားလည်လို့မလိုဘူးလားလိုတာပေါ့ဒါဒုက္ခဝေဒနာဟာဒုက္ခတွေကိုဖြစ်စေတတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့စိတ်ထဲပေါ်တာလေးကိုပြောတာပါမြတ်စွာဘုရားဟောတာကတော့နော်မမြဲလို့မို့ဒုက္ခဝေဒနာကိုဒုက္ခလို့ဟောတာပါလို့မြတ်စွာဘုရားကတော့အဲ့ဒါလို့ဟောတာပါဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဝေဒနာတရားတွေနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်သိမြင်နားလည်ဖို့အတွက်ဝေဒနာနုပဒနာသတိပဋ္ဌာန်ကမ္မထံကိုစီးပြန်ကြဖို့မလိုဘူးလားအေးအဲ့ဒါကလည်းပဲစကားအရာပြောနေလို့သာခန့်ခန့်ညာညာဖြစ်နေတာနော်အမှန်ကပါလေဆင်းရဲရင်ဆင်းရဲတယ်လို့သိပါချမ်းသာရင်ချမ်းသာတယ်လို့သိပါဥပေက္ခဖြစ်နေရင်လည်းဥပေက္ခဖြစ်တယ်လို့သိပါနော်အဲ့ဒါလိုပြောလိုက်တော့လွယ်မသွားဘူးလားဗျာအေးမြတ်စွာဘုရားကနားမလည်နိုင်တာကြီးကိုဟောပါမလား
ဒါစဉ်းစားတရားရှိတယ်နော်တကယ်ကြီးမိုင်များဟုတ်ရလားဒါကြောင့်ပေသပေါင်းသူတော်ကောင်းတို့ဒီကနေ့ဦးဇင်းတို့ဝေဒနာနဲ့ပတ်သက်ပြီးတော့ထိုသုတ်တန်ဒေသနာအသီးသီးကိုနောက်ကောင်းတဲ့ပေါ်တာလေးတွေရောမှတ်ထားတာလေးတွေရောဒါဦးဇင်းတို့ပြောလိုက်ပါတယ်ဟုတ်ရလားအဲ့ဒါဦးဇင်းတို့တရားဟောတာလည်းပဲတနာကြီးနဲ့15မိနစ်တောင်နည်းနည်းကြော်သွားပြီနော်ဒါကြောင့်ပေသပေါင်းသူတော်ကောင်းတို့ဒီကနေ့တရားရဲ့တတိယပိုင်းအနေနဲ့တကြောင်ဒီတော်လန်းဟုတ်ရလားဘယ်ကိုရောက်စေတတ်တဲ့တကြောင်ဒီတော်လန်းလဲဗျာအကျိုးကျေးဇူး9ပါးကိုရစေနိုင်တဲ့တကြောင်ဒီတော်လန်းဟုတ်ရလားအဲ့ဒီတကြောင်ဒီတော်လန်းကကာယ ानु ပဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ်ဓာ ानु ပဒနာသတိပဋ္ဌာန်ဓမ္မာ ानु ပဒနာသတိပဋ္ဌာန်အဲ့ဒါမနေ့ကကာယ ानु ပဒနာသတိပဋ္ဌာန်ဒီကနေ့ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်ဟုတ်လားမနေ့ဖြန်စိတ်ဓာ ानु ပဒနာသတိပဋ္ဌာန်ပေါ့နော်ဒါကြောင့်ဒီကနေ့ဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ပေသပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့အကျေတဝွန့်အချိန်ယူပြီးတော့ဒါပြောလိုက်ပါတယ်ပေသပေါင်းသူတော်ကောင်းတို့သည်မိမိရဲ့ခန္ဓာမှာအကြောင်းအားလျော်စွာဖြစ်ပေါ်လာတဲ့ဆင်းရဲတဲ့ဝေဒနာချမ်းသာတဲ့ဝေဒနာအလေအလတ်ဝေဒနာတရားတွေဖြစ်တိုင်းခံစားချက်တွေဖြစ်တိုင်းအမှန်အတိုင်းသိပြီးတော့ဒီဝေဒနာတွေကြောင့်အနုတ္တယကိလေသာတွေမကိန်းအောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဝါတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဒေတုံမင်္ဂသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကမ္ဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်းငါဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုသောဒါပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေနမဲလီတံဖူလီတံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနဘဂတံလေးရောက်ပလတံလေးရောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နဲ့တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံကအရှင်ကောင်းအရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း